မိမိကိုယ်ကိုကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုလို့ရှိရင်နောင်ကောင်းအောင်ပြင်ဖို့ဆိုတာတော်တော်ခဲရင်သွားလိုက်တယ်လောကမှာရုပ်ကိုပြုပြင်ကြတာတော့ခေတ်ကာလမရွေးဒေသမရွေးပြုပြင်နေကြတာပဲလူတွေကနေစဉ်နဲ့အမျှမိမိရဲ့ရုပ်ခန္ဓာကိုမလှအောင်မဝအောင်ဆိုတာနေစဉ်နဲ့အမျှပြင်းနေကြတာမိမိတို့ကိုယ်တိုင်ပြင်တာအားမရလို့ပြုပြင်တဲ့ဌာနတွေ beauty parlor တို့ဘာလို့သွားပြီးတော့ပြင်းနေကြတာပဲနော်တို့လောကမှာလူတွေဟာဘာတွေလုပ်နေသလဲလို့စဉ်းစားကြည့်လိုက်လို့ရှိရင်ပြင်းနေကြတာပဲအများစုကဘာတွေပြင်းနေတာတော့လို့မေးကြည့်လိုက်လို့ရှိရင်ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးကောင်းအောင်ပြင်းနေကြတယ် physical body လို့ခေါ်တဲ့အပြင်ပိုင်းရုပ်ခန္ဓာကိုယ်ကြီးလှဖို့အတွက်လူတိုင်းကြိုးစားနေကြတာယတန်ရှင်းမှုဆိုတဲ့အနေထားတဲ့ကြော်လွှားပြီးတော့လှဖို့ပဖို့ဆိုတဲ့ဆင့်ထီအောင်ရောက်တော့လောကလူဆိုတာတဏ္ဍရှင်းရှင်းတဏ္ဍပြမြတ်ဒီလိုတော့နေရမှာပေါ့နော်အလှပြင်တာနဲ့တန်ရှင်းအောင်နေတာမတူဘူးတန်ရှင်းအောင်နေတယ်ဆိုတာကိုယ်ခန္ဓာကိုယ်အငြိအကျေးတွေမကတ်ယုံသိလျော်ယုံတန်ရှင်းပြီးတော့နေတာဒါအလှပြင်တာမဟုတ်တန်ရှင်းအောင်နေတာတန်ရှင်းအောင်ကတော့လူတိုင်းခန္ဓာကိုယ်တန်ရှင်းအောင်နေသင့်တယ်ပေါ့နော်ဒါကျမ်းမာရေးအတွက်လည်းပဲတန်ရှင်းမှုကထောက်ကူပြုတယ်အသိဉာဏ်ဖွံ့ဖြိုးမှုအတွက်လည်းပဲတန်ရှင်းဟာထောက်ကူပြုတယ်ရုပ်ခန္ဓာကိုယ်ကြီးကညစ်ပတ်နေမယ်ကိုဝတ်တဲ့ဝတ်စားတွေကညစ်ပတ်နေမယ်ကိုနေတဲ့အိမ်ခိုင်ဟာကညစ်ပတ်နေမယ်စသရရညစ်ပတ်နေမယ်စားတဲ့အစာအာဟာရတွေကညစ်ပတ်နေမယ်ဆိုလို့ရှိရင်လူဟာယောဂလည်းရနိုင်တယ်စိတ်ကြည်လင်မှုကိုလည်းမဖြစ်စေနိုင်ဘူးစိတ်စွမ်းအားတွေပါကျသွားတတ်တယ်ဒါကြောင့်မို့ပညာရည်တိုးတက်ဖို့ဆိုတဲ့အထဲမှာတဏ္ဍရှင်းရှင်းနေတတ်ဖို့ဟာအကြောင်းတစ်ခုပဲကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေဒါသတိထားကမ္မထာအထုတ်ရင်ညစ်တိညစ်ပတ်တော့သွားအာမထုတ်တယ်ဘာဖြစ်လို့ညစ်တိညစ်ပတ်အာမထုတ်တယ်လို့ပြောတော့ဆိုရင်မဲညစ်နေတဲ့မီးစာတို့မဲညစ်နေတဲ့စီမာထွန်းတဲ့မီးဟာမတောက်ပါတဏ္ဍပြတ်မြတ်ဆိုရင်ပို့ပြီးတော့တောက်ပါလူမှလည်းပဲထိုးတူပဲခန္ဓာကိုယ်တန်ရှင်းအားနည်းနေတယ်တန်ရှင်းမှုမရှိဘူးဆိုလို့ရှိရင်လူရဲ့စိတ်ဟာမကြည်လင်လို့အသိဉာဏ်လည်းမတောက်ပါဘူးလို့ဒီလိုပြောတယ်ရုပ်ခန္ဓာကိုယ်နဲ့နန္တရားနဲ့ဆိုတာဆက်ဆက်ပြီးတော့နေတယ်ဒါမို့တန်ရှင်းမှုတော့လောတန်ရှင်းမှုတွေကြော်လွန်ပြီးတော့အလှပြင်တာမျိုးကြတော့တစ်ဖက်ဆော့ရောက်သွားပြီသူကအလှပြင်တာကြတော့တစ်ဖက်ဆော့ရောက်သွားပြီမလှအောင်မရှိတာကိုအရှိလုပ်တာပေါ့နော်မရှိတာကိုအရှိလုပ်တယ်ဆိုခုခေတ်မှာမရှိတာအရှိလုပ်တာတော်တော်များတယ်နော်ကိုယ်မှာအမေမွေးတော့ကသပင်လေးကအနက်ကလေးရှိတာအဲ့ဒါရွှေဝါရောင်ရှိခြင်းနဲ့နော်တခြားအဖြူရောင်ရှိခြင်းနဲ့ရောင်စုံရှိခြင်းနဲ့ပေါ့လေအဲ့ဒါလိုရှိခြင်းတဲ့ကမရှိတာရှိခြင်းလာတာပေါ့အဲ့ဒါလိုမရှိတာရှိခြင်းတို့လုံးလာတဲ့အခါကျတော့ယတနာကိုဖိတ်ခေါ်နေတယ်လို့ရှိတယ်အဲ့ဒီသဘင်ကိုဆေးဆိုးတာတွေဟာအန္တရာယ်ရှိမရှိဆရာဝန်တွေကိုမေးကြည့်တဲ့အခါကျတော့အန္တရာယ်ရှိတယ်တဲ့ဒီဆေးတွေ chemical တွေဆိုချက်ချင်းတော့ဒုက္ခမပေးဘူးပေါ့ချက်ချင်းဒုက္ခမပေးဘူးသဘာဝမဟုတ်ဘဲနဲ့ကြော်လွန်ပြီးတော့လှုပ်ထားတဲ့ဆေးထဲမှာပါတဲ့အယောင်တွေဟာ chemical နဲ့ဖြစ်ပေါ်စေတဲ့ဟာအဲ့ဒါတွေကလူရဲ့သဘင်ကိုဆိုးရင်းကနေပြီးတော့ဥယျာဉ်တွေပါနေထိအောင်ထိလာတဲ့အခါကျတော့ဒါတွေဟာအန္တရာယ်ရှိတယ်လို့သူပြောတယ်ဘယ်ရာပဲဖြစ်ဖြစ်အလေးနဲ့ထားဆင်ញင်စဉ်းစားဖို့ရလိုအပ်တယ်ပေါ့အဲ့တော့လောကလူတွေဟာ
ပြင်ဆင်နေကြတာဘာတွေကိုပြင်ဆင်တော့ဆိုကိုယ်ခန္ဓာကိုလှဖို့ပဖို့ပြင်ကြတယ်သို့တော့မပြင်မဲနေတာဘာလဲလို့ဆိုရင်အကျင့်စရိုက်တွေမပြင်ဘူးစိတ်နေသဘောထားတွေမပြင်ဘူးတဲ့စိတ်တူရတဲ့လူကဂုံယူပြီးတော့ငါစိတ်တူရတယ်နော်ဆိုပြီးတော့ဂုံတော်ယူနေတယ်ငါလည်းမဆန်းနဲ့ငါစိတ်ကမရဘူးလို့ဒါပေမဲ့ပြင်မှုစိတ်ဝင်စားဘူးလောဘကြီးတဲ့လူကလည်းပြင်မှုစိတ်ဝင်စားဘူးဒေါသကြီးတဲ့လူကလည်းပြင်မှုစိတ်ဝင်စားဘူးမသိမလိမ္မာမောဟကြီးနေတဲ့ပုဂ္ဂိုလ်ကလည်းပြင်မှုစိတ်ဝင်စားဘူးကိုပြန်ပြီးတော့ဆန်းစစ်လေးလာကြည့်တဲ့အခါကိုဘာတွေဝါဒနာပါတယ်ဆိုတာပြင်မှုစိတ်ဝင်စားတခါတော့ပြောတဲ့ကြားဘူးတယ်အသက်ရကြီးတဲ့အဖိုးကြီးတွေဖွားကြီးတွေကြီးတန်ရောစင်တော့ဖြတ်နိုင်ပါတယ်ကိုရိယဇကားလေးတော့ကြည့်ပြရစေအောင်ဆိုတာဟောမပြင်းနိုင်တာလေးတွေရှိတယ်လို့ဒီလိုဆုံးလို့တာနော်အဲ့ဒါလို့ကိုယ်စိတ်ကိုမပြင်းနိုင်ကြဘူးလူတွေစိတ်မပြင်းနိုင်လို့တန်တရားထဲမှာတွဲလဲလဲဖြစ်နေတာလေမြတ်စွာဘုရားကိုယ်တိုင်ကိုကခန္ဓာကိုယ်တန်ရှင်းအောင်လုပ်ရမယ်လို့ဟောတဲ့နေရာအမှန်တမ်းနဲတယ်မရှိသလောက်သာစိတ်တပရိယောဒဝနကိုယ်စိတ်လေးကိုဖြူစင်အောင်လုပ်ပါလို့ပဲဟောတယ်စိတ်ဖြူစင်မှုကအဓိကကြတယ်ဒါမှမဟုတ်စိတ်ဖြူစင်မှုဟာအရေးပေးပြီးတော့လုပ်ကြမှာဖြစ်တယ်စိတ်ဖြူစင်အောင်လုပ်တယ်လို့ဆိုတဲ့နေရာမှာဘာတွေဟာမဖြူစင်တာလဲဘယ်အရာတွေကိုယ်စိတ်ထဲရှိနေရင်မဖြူစင်တာလဲဘယ်အရာတွေဖြစ်မှဖြူစင်တာလဲဆိုတာလည်းသိဖို့လိုတယ်ပြင်မဗဟိတမှာကိုယ်အဝတ်ညစ်ပေနေလို့ရှိရင်သိတယ်ဒါကအဝတ်ကိုညစ်ပေစေရတယ်ဖုံနေမုံနေအယောင်မကောင်းတဲ့အညစ်အကြေးတွေပေါ့အဲ့ဒါတွေကိုစင်ကြယ်အောင်စင်ကြယ်စေရတဲ့ဆပ်ပြာတို့ရေတို့နဲ့ရောက်ပြီးတော့လျှော်ကြစင်ကြယ်အောင်လုပ်ကြဖြူစင်အောင်ကြိုးစားကြသို့တော့ကိုယ်စိတ်လေးညစ်ထေးနေတာကြတော့စင်ကြယ်အောင်လုပ်ဖို့အများကတတိမရဘူးလွတ်ထားတယ်လူသဘာဝလို့လည်းတွက်တယ်သူတို့လူသဘာဝပဲလူဆိုတာလှတာမြင်သဘောကျမယ်မလှတာမြင်စိတ်ထဲမှာမခံကြီးမခံတာဖြစ်မယ်ဒါလူသဘာဝလို့ဆိုပြီးတော့လွတ်ထားကြစိတ်ရဲ့အညစ်အကြေးမှအတိမမပြုကြအညစ်အကြေးမှမသိကြအဲ့လိုမသိသေးသမျှကာလပတ်လုံးစိတ်ဖြူစင်အောင်ဆိုတာအလှပြင်ဖို့ပြင်ဆင်ဖို့ဆိုတော့သူမှလုပ်မှာမဟုတ်ဘူးအခုဘဝဟာအခုမြန်မာနိုင်ငံမှာရောက်ရှိနေကြတဲ့ပုဂ္ဂိုလ်တွေလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုနာယူလို့ဘုရားဘာသာဝင်မိသားစုကမွေးဖွားလာလို့ဘုရားတရားသိတတ်လာတဲ့ဒီလိုပုဂ္ဂိုလ်တွေတဲကမှစိတ်ဖြူစင်ဖို့မကြိုးစားဘူးဆိုရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကဒီဘက်ကိုတတိတောင်မရဘူးမှတ်တောင်မရနိုင်မြန်မာနိုင်ငံမှာလူဦးရေသန်းပေါင်း50ကျော်60နီးပါးရှိတဲ့ထဲမှာစိတ်ဖြူစင်ဖို့စဉ်းစားတဲ့ပုဂ္ဂိုလ်တော့နည်းပါလေဘာတွေဟာစိတ်တွေရဲ့အညစ်အကြေးတွေလဲ impurity တွေလဲအဲ့ဒါတွေကိုဘယ်လိုစင်ကြယ်အောင်လုပ်ရမလဲဆိုတာသိတဲ့ပုဂ္ဂိုလ်ကြတော့ရာခိုင်နှုန်းပိုနည်းသွားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာတော်နဲ့တွေ့ကြုံလာတဲ့အခိုက်အလေးမှာစိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲစိတ်မဖြူစင်တာဆိုတာဘာလဲစိတ်မဖြူစင်တဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘယ်လိုတန်ရှင်းရေးလုပ်ရမလဲဆိုတာတွေသိရှိနားလည်ဖို့လိုတယ်အခုလို့တရားပွဲကြီးတွေကျင့်ပတာဒါတွေသိအောင်လုပ်တာနော်ဒါတွေသိအောင်လို့တကယ်ကတော့ကိုယ့်ဘဝမှာ
မကောင်းတဲ့အရာတွေကိုဖယ်ရှားလို့ကောင်းတဲ့အရာတွေကိုလက်ခံကြိုးစားဖို့ဆိုတာကောင်းအောင်ပြင်ဖို့အတွက်ကောင်းအောင်ပြင်တတ်ဖို့အတွက်ပညာယူတဲ့သဘောပဲတရားနာတယ်ဆိုတာအဲ့ဒါလို့တရားနာတယ်ဆိုရဲရည်ရွယ်ချက်ကဘာထားမလဲဆိုရသော်ဗျာဟောတဲ့တရားဓမ္မဂတိကဆရာတော်တွေစီကတို့နာမယ်နာပြီးရင်သင်္ကန်းစာယူတဲ့ဟာယူမယ်နော်ရှောင်တဲ့နာရှောင်မယ်ဆောင်တဲ့နာဆောင်မယ်ဒီတရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားအထောက်မယ်ဆိုတဲ့ဒီနှလုံးသွင်းရရှိရတယ်အဲ့ဒီနှလုံးသွင်းမရှိဘဲနဲ့အိမ်မှာနေရတာပြင်းလို့တရားဝဲသွားအောင်ပဲဆိုတာမျိုးကတော့မဟုတ်သေးဘူးเนาะအဲ့တော့ကြောင့်မလို့တရားပေါ်မှာစိတ်ဝင်စားမှုဆိုဒီမှာနားလည်ဖို့အတွက်စိတ်ဝင်စားကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့ဘဝကိုရှင်းရှင်းလင်းလင်းမြင်ဖို့ရအတွက်မြတ်စွာဘုရားဟောတဲ့တရားတွေဆုံးပါတယ်နာယူကြအောင်မှာအဲ့လိုနာယူပြီးတရားဓမ္မကိုလိုက်နာကျင့်သုံးမှမြတ်စွာဘုရားရဲ့တရားတော်ဟာလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကြမှာအကျိုးသက်ရောက်မှုဆိုတာဖြစ်လာနိုင်တယ်အဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်အကျိုးသက်ရောက်မှုဆိုတာဖြစ်နိုင်ကိုကောင်းအောင်ပြင်ဖို့ဆိုတာနေရာဒေသမရွေးအချိန်မရွေးဒီလိုဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးကောင်းအောင်ဆိုတဲ့နေရာမှာဘယ်ထိအောင်ကောင်းအောင်ပြင်ပါလဲဆိုတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးဖြစ်ပြီဆိုတာဘယ်အဆင့်ကြမှာအကောင်းဆုံးလို့ပြောလို့ရလဲလို့ဆိုဉာဏ်နာဖြစ်တော့မှအကောင်းဆုံးဖြစ်မှာဒီကြားထဲမှာတော့အဆိုးကရှိနေဦးမှာပဲသောတာပန်ဖြစ်သွားရင်တော်တော်ကောင်းသွားပြီလို့ပြောရမယ်သဂရကံဖြစ်ရင်တော့ကိုကောင်းသွားပြီအနာဂံဖြစ်ရင်တော့ကောင်းဉာဏ်နာဖြစ်သွားလို့ရှိရင်အကုန်ကောင်းသွားပြီလို့ဒီလိုဆိုလို့ရတယ်ပေါ့အဆိုးတွေရော့ချပြီးတော့အကောင်းဘက်ကိုရောက်အောင်ကြိုးစားအားထုတ်ရတယ်တဲ့မြတ်စွာဘုရားဟောတဲ့နိလန်းတွေကလည်းပဲဒါတွေကိုအဓိကထားပြီးတော့ဟောတာလောကမှာဘုရားပွင့်လာတာဟာကိုယ့်ကိုကောင်းအောင်ပြင်တတ်ဖို့ပွင့်လာတာဖြစ်တယ်ဘုရားကပြင်ပေးတာမဟုတ်ဘူးကိုယ်တိုင်ပြင်ရမှာဘုရားရှိခိုးတရားဓမ္မကိုနာယူပြီးတော့ကိုယ်တိုင်ပြင်ရမယ်အဲ့ဒါလို့ပြင်မှလူရဲ့စိတ်အခြေအနေတွေဟာပြောင်းလဲပြီးတော့အကောင်းဘက်ကိုရောက်မှာတဲ့အနုဆိုရင်အကောင်းဘက်ရောက်ဖို့ဆိုတာတော်တော်ခက်တယ်လူရဲ့စိတ်ကိုပပတ္တမိန်ရမတိမနောတဲ့လူစိတ်ဟာမကောင်းတဲ့ဘက်မှာပဲပျော်တယ်။ဘာဖြစ်လို့မကောင်းတဲ့ဘက်ပျော်တော့ဆိုတာအကျင့်ကိုဒီတိုင်းဖြစ်နေတယ်။တဏှာကိုမကောင်းတာကြသိပျော်တယ်။လောကမှာလူတွေကြည့်လေကလေးတွေလူဘဝရလာတဲ့အခါမှာတကယ်ချင်းပေါင်းသင်းနေတဲ့အကောင်မလောင်လေးတွေလိုက်ပြီးတော့ညှင်းဆဲတယ်တပ်ဖြတ်တယ်ပျော်တယ်သူတို့ပြောတာဒီလှုပ်ရတာပြောတယ်သူများဥစ္စာခိုးရတာတို့လေးရတာတို့ဒါလည်းသူတို့ပြောတာပဲဒီလိုတန်တရားမှာမကောင်းတဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေမှန်တယ်များအကုန်ပြောတယ်လှုပ်လဲလှုပ်နိုင်လှုပ်လဲလှုပ်တယ်ပို့ပြီးတော့စိတ်ဝင်စားတယ်ကောင်းတာနဲ့မကောင်းတာရှင်ပြိုင်ပြီးတော့လွန်ဆွဲမယ်ဆိုရင်မကောင်းတဲ့ဘက်ကိုစိတ်ကပို့လဲတယ်ပေါ့ဒါကြောင့်မလို့ကောင်းတဲ့ဘက်ရောက်အောင်လုပ်တယ်ဆိုတာရေဆံကိုတက်ရတာနဲ့အလားတန်တူတယ်ပေါ့ဧရာဝတီမြစ်ထဲမှာသို့မဟုတ်ရန်ကုန်မြစ်ထဲမှာအောက်ခြေဘက်ကိုရေစီးနေတဲ့အချိန်ရေဆံကိုလှေနဲ့ဆံတက်မယ်ဆိုလို့ရှိရင်ရေဆံတက်ဖို့ရအမှန်တမ်းခဲရေစုံမျောရင်ကတော့ဘာမှလုပ်เสียမလို့ဒါလေးလိုက်သွားရုံပဲသူမျောသွားမှာမကောင်းမှုအကုသိုလ်ဆိုတာရေစုံမျောတယ်လို့ပဲအသာလေးမျောလိုက်သွားတာသိတ္တတာတယ်အကုသိုလ်ကသိတ္တတာကုသိုလ်ဆိုတာကြတော့အတင်းပြီးတော့ကြိုးစားကြတာတန်တရားငါအဲ့ဒါလို့ရှိတယ်တို့တော့လူတွေက
အကုသိုလ်လုပ်ဖို့လွယ်ပေမဲ့အကုသိုလ်အကျိုးကြတော့အမှန်တမ်းကြောက်စရာကောင်းတော့အကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခဘယ်သူမှမခံနိုင်ဘူးခံနိုင်တာကကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခကိုပဲခံနိုင်တယ်ဒါပေမဲ့ဒုက္ခရခြင်းလို့ကုသိုလ်လုပ်ရမလားလို့ဆိုတော့ကုသိုလ်ကြတော့လုပ်ရခက်ပြန်ရောအကုသိုလ်လုပ်တာကပုံများတယ်ကုသိုလ်လုပ်တာနည်းလာတဲ့အခါကျတော့လိုချင်တဲ့ဒုက္ခမရပဲနဲ့မလိုချင်တဲ့ဒုက္ခတွေနဲ့ပဲဒုက္ခရောက်ပြီးတော့တဏှာထဲမှာတဝဲလဲလဲဒီလိုဖြစ်နေကြတာဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာနဲ့ကြုံပြီးတော့သိတတ်တဲ့အသိဉာဏ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကောင်းအောင်ပြင်ဖို့မမေ့တယ်ဘူးတဲ့ကောင်းအောင်ပြင်ဖို့အတွက်ဘာလုပ်ရမှာတော့ဆိုစဉ်းစားဆင်ခြင်မှုရှိရအလေးထားစဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဖို့အတွက်စဉ်းစားတယ်ဆင်ခြင်တယ်ဆိုအမှတ်တမဲ့မနေရဘူးဆင်ခြင်စဉ်းစားတယ်ဆိုအခုတရားပွဲလာတာကိုတို့ဘာလို့တရားနာတာလဲအမှတ်တမဲ့မနေရဘူးစဉ်းစားအဖို့ကောင်းလို့လိုက်လာတာလားဘာဖြစ်လို့တရားပွဲလာတာလဲကိုယ့်ကိုအလေးနဲ့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်အဖြေတော့တွေ့လာမှာပဲဒီနေ့ရောက်ပြီးတရားနာနေကြတဲ့တရားနာပရိသတ်တွေကိုဒီမေးခွန်းမေးလိုက်ပဲဘာလို့တရားပွဲလာတာတော့ဆိုလို့ရှိရင်နော်အဖြေတူတွေရှိနိုင်တော့လည်းပဲမတူညီတဲ့အတွေးတွေတော့ရှိမှသိကြတယ်ပေါ့သူကိုပြောရင်တော့နိဗ္ဗာန်ရခြင်းလို့လာတယ်လို့သာပြောမှာအဲ့တော့နိဗ္ဗာန်ဆိုတာသိလားလို့ဆိုတော့နိဗ္ဗာန်ဆိုတာမသိဘူးနော်သူတကာပြောတဲ့နိဗ္ဗာန်ဒါဖြင့်ရခြင်းနေတာဘာလို့ရခြင်းနေတာတော့မေးရင်လည်းပဲစစ်ပေါက်မေးလို့ရှိရင်မဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ကရာခွဲနှုံညားလိုက်ပဲအေးလေ့လာထားလို့ဆင်ញင်သုံးသပ်ထားလို့ဖြစ်နိုင်တဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ပေါ့ကောင်းပြီဒါကြောင့်မလို့ဘဝဆိုတာကြားလာတဲ့အခါမှာမဆင်ញင်မစဉ်းစားပဲနဲ့ဘာမှမလုပ်သင့်ဘူးတဲ့ဆင်ញင်စဉ်းစားပြီးတော့လုပ်သင့်တယ်တို့တရားပွဲလာတာဟာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုနှလုံးသိတရားဟောဓမ္မဂရိကတွေစီကကြားနာရမယ်ကြားနာရလို့ရှိရင်တို့မှအသိဉာဏ်တွေတိုးမယ်အဲ့ဒီတိုးလာတဲ့အသိဉာဏ်နဲ့တို့ဘဝခရီးကိုမှန်မှန်ကန်ကန်ရှောင်နိုင်အောင်တို့ကြိုးစားမယ်ဆိုဒီရွယ်ချက်နဲ့တရားနာလာအဲ့ဒီရွယ်ချက်နဲ့တရားနာမှတရားပွဲကရတဲ့အမြတ်ဆိုတာဖြစ်နိုင်အဲ့လိုမဟုတ်ရင်အချိန်ကုန်ပြီးတော့တရားပွဲမှာလာပြီးတရားနာပြီးပြန်သွားတော့ဘာမှမကြံတဲ့ဟာမျိုးဖြစ်တတ်တယ်ကိုယ်ဘဝအတွက်သင်္ကန်းစာရတာချင်းတဦးနဲ့တဦးမတူဘူးသင်္ကန်းစာယူတတ်ပုံချင်းလည်းမတူဘူးစကားလုံးတစ်လုံးနဲ့ပတ်သက်ပြီးတော့အတွေးအမြင်ချင်းလည်းမတူဘူးပေါ့ဘုန်းကြီးတို့ဇေယျဒုက္ခလမ်းမှာမဟာသတိပဋ္ဌာန်တော့အနှစ်ချုပ်ဆိုတာ9ရက်ဟောတယ်အဲ့ဒီ9ရက်ဟောတဲ့ထဲကစကလုံးတစ်လုံးကသူ့ဘဝကိုပြောင်းလဲသွားစေတဲ့ပုဂ္ဂိုလ်တယောက်ရှိခဲ့တစ်လုံးနဲ့ပဲဒီပြင်တရားတွေကပြောင်းမပြောင်းတော့မသိဘူးဒါသူလျှောက်လို့သိတာသူ့ဘဝဘလို့ပြောင်းသွားကောင်းတာကိုရချင်ရင်တော့တခုတော့လက်လွတ်ရတခုကိုမလွတ်ဖဲနဲ့နောက်တစ်ခုရတယ်ဆိုရင်ဖြစ်နိုင်ဘူးဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်အဲ့ဒီလိုတရားထဲမှာဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရတယ်တန်တရားဝကလွတ်ချင်တယ်နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်ဒီဘက်ကန်းခွာရစွန့်လွတ်ရမစွန့်လွတ်ရင်မရဘူးဆိုတာအဲ့တော့သူနားထဲမှာဘာဆွဲသွားတော့ဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်ဆိုတာသဘောပေါက်လို့ငါနိဗ္ဗာန်ရချင်တယ်ဆိုတာဒီတိုင်းထိုင်ဆူတောင်းနေလို့မဖြစ်ဘူးဒီဘက်ကန်းကခွာမှပဲဆိုပြီးတော့ဘုန်းကြီးဝတ်သွားတယ်ဟောအဲ့ဒါတကယ်ရန်ကုန်မှာဆိုလိုတာကဘာပြောချင်တာတော့ဆိုစကလုံးလေးတစ်ခုချုပ်ပုဂ္ဂိုလ်တွေအတွက်တွန်းအားတစ်ခုရ
ချို့ပုဂ္ဂိုလ်တွေအတွက်တော့စကလုံးထောင်တောင်းသိမ့်ချီပေမဲ့လို့တွန်းအားပါမှမဖြစ်တာလည်းရှိတယ်ဒါကြောင့်မလို့ကိုယ့်အတွက်မှာအသုံးဝင်တဲ့စကလုံးလေးတစ်ခုရှိရမယ်အဲဒီလိုစကလုံးတစ်လုံးမျိုးကနေပြီးတော့အမှန်ဘက်ကိုဥတည်ပြီးတော့ရောက်ရှိသွားစာပေကျမ်းဂန်ထဲမှာဘာပြောတော့ဆိုလို့ရှိရင်လူတွေရဲ့စိတ်ဟာမကောင်းဘက်ကိုသွားတာများတယ်မကောင်းဘက်သွားတဲ့စိတ်ကိုကောင်းတဲ့ဘက်ကိုဆွဲဖို့အတွက်ဟာတခါတလေကျတော့လွယ်လွယ်နဲ့မလိုက်ဘူးနော်လွယ်လွယ်လည်းမလိုက်ဘူးအဲ့တော့လွယ်လွယ်နဲ့မလိုက်တဲ့အခါမှာဘာလို့ရတော့အလုံးသိကြပါလိမ့်မယ်ဆင်းတွေကိုထိန်းတဲ့လက်နဲ့ကရိယာတစ်ခုကိုချွန်းလို့ခေါ်တယ်နော်အမှန်တမ်းထက်တယ်ဆင်ဥတကြီးကင်တဲ့ချွန်းအကောက်ကလေးလောက်ထားပြီးတော့အမှန်တမ်းထက်တယ်မုံရိုးနေတဲ့ဆင်တောင်အဲ့ဒီချွန်းလေးနဲ့ထိန်းလို့ရနာပြီးအမှန်တမ်းနာတဲ့နေရွယ်ကြားတဲ့ကိုအဲ့ချွန်းနဲ့စိုက်ထားပြီးတော့ဆင်ကိုထိန်းထားလိုက်ရင်ဒီဆင်ကြီးဟာသူခိုင်းတာအကုန်လုံးရတော့တာအတန်ကုန်អော်တော့တာပဲအဲ့ဒါနော်လူနဲ့ဆင်နဲ့ဆိုလို့ရှိရင်အင်အားချင်းဟာဘာမှမဆိုင်ဆင်ရဲ့အင်အားအမတမကြီးတယ်ဒါပေမဲ့လို့ဆိုးတဲ့ဆင်ဖြစ်ဖြစ်လူကခေါင်းပေါ်ရောက်သွားပြီးအဲ့ဒီချွန်းကင်ထားပြီဆိုလို့ရှိရင်နဗျက်နောက်ကိုနဗျက်ကြားထဲမှာချွန်းလေးနဲ့ဆွဲထားလိုက်လို့ရှိရင်ဒီဆင်ဟာကုန်းអော်တော့တာဘာမှမတတ်နိုင်ဘူးနွားကြတော့နှစ်ဖားကြိုးထိုးတာပေါ့နော်နိုင်ပေါက်တွေကနေကအဲ့မှာစာပေမှာဘယ်လိုသုံးလို့ဆိုရင်အဲ့ဒီချွန်းကိုအင်ကုသလို့ခေါ်တယ်လူတွေရဲ့စိတ်ဟာလည်းပဲတစ်ခါတစ်ခါဆင်ရိုင်းလို့ပဲအမတန်မှရိုင်းတယ်ဆင်မုံယိုသလိုလူတွေကလည်းပဲမုံယိုတတ်တယ်လောဘကလည်းမုံယိုတာပဲဒေါသကလည်းမုံယိုတာပဲလောဘမုံယိုလို့ခိုးမှုတွေတိုက်မှုတွေဖြစ်တယ်ရာဇဝမှုတွေဖြစ်တယ်ဒေါသမုံယိုလို့လူသတ်မှုတွေဖြစ်တယ်နော်အဲ့ဒါလို့လောဘဒေါသမုံယိုလာတဲ့အခါမှာထိန်းချုပ်ရမယ်စကလုံးသုံးတဲ့အခါအကြောင်းအရာတစ်ခုကိုချွန်းတဲ့ဖွဲ့အသုံးပြု၍အင်ကုတံကတ္တဝါဆိုတဲ့စကားလုံးလေးသုံးချွန်းလို့အတွေးလေးနဲ့ကိုယ်စိတ်ကိုနိုင်အောင်အကြောင်းအရာတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့အဲ့ဒီဆင်ញင်သုံးသပ်မှုကိုပဲဆင်ကိုချုပ်ကင်တဲ့ချွန်းလို့အသုံးချပြီးတော့ကိုယ့်ကိုနိုင်အောင်ကင်တာလို့တို့ပြောအဲ့လိုနိုင်အောင်ကင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာတရားဓုတရားမြတ်တွေရပြီးတော့တဏှာဝကလွတ်သွားတာလေအဲ့လိုမကင်နိုင်သေးလို့ရှိရင်တရားဓုတရားမြတ်ရဖို့ဆိုတာအမှန်တမ်းခဲရင်နေတယ်ပေါ့ဒီဘဝမရရင်နောက်ဘဝရမယ်ဆိုတာညှော်လင့်နိုင်တော့လည်းပဲသိကြဖို့အမှန်တမ်းခက်တယ်ပေါ့မသိကြဖို့ရတယ်များတယ်ရခိုင်တော့သိကြဖို့ဆိုတာအမှန်တမ်းခဲနေဘာဖြစ်လို့လဲဆိုတော့950ဇာတ်လမ်းတွေဖတ်ကြည့်လိုက်ဘုရားလောင်းကြီးတွေတောင်မှပဲငရဲကိုအချိန်ချင်းကြတယ်တိရစ္ဆာန်အချိန်ချင်းဖြစ်တယ်စိတ်ကိုပိုင်နိုင်ပြီးတော့ပါရမီဖြစ်ခြင်းနဲ့ဘုရားလောင်းကြီးတွေတောင်မှပဲအပေပုံကိုရောက်သွားသေးတာပဲအဲ့တော့အပေပုံရောက်တယ်ဆိုတာဘာကြောင့်ရောက်တာတော့ဆိုတော့စိတ်မနိုင်လို့ရောက်တာလေကြည့်ပဲကောစိတ်ထဲမှာမစင်ကြယ်တဲ့လောဘတွေဒေါသတွေမောဟတွေမာမနာတွေအိတ်တမစ္စရိယတွေအဲ့ဒါတွေကြောင့်အပေရောက်တာစိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်လို့အပေရောက်တာအဲ့ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုစိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းနဲ့အုပ်တယ်လို့ညမစာပေတွေမှာရေးရရှိတယ်အသိပညာနဲ့ဆင်ញင်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်လက်မှတ်မော်တင်ပေးရမယ်ဒါကိုပြောတာနော်ကောင်းအောင်ပြင်ရမယ်ဒီချက်အခုလို့သာသနာနဲ့တွေးလိုက်တဲ့အချိန်လေးမှာကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုလို့ရှိရင်နောက်ဒီလိုအသိဉာဏ်ရဖို့ဆိုတာခဲရင်သွားပြီအများကြီးခဲရင်သွားပြီ
ရလာလိမ့်မယ်လို့တော့မထင်လေနဲ့လူတွေရဲ့စိတ်ကိုဘာကလွှမ်းမိုးထားတော့ဆိုပတ်ဝန်းကျင်ကလွှမ်းမိုးထားတာနော်အခုကပတ်ဝန်းကျင်ခေါင်းမှာလူလာဖြစ်သည့်အတွက်ကြောင့်ဒီအသိဉာဏ်တွေရပတ်ဝန်းကျင်ဆိုဒီမှာဥပနိဒေယပစ္စယော24ပစ္စည်းတွေမှာဥပနိဒေယပစ္စယောဥပနိဒေယဆိုတာအားကြီးတဲ့အကြောင်းတရားလို့ပြောအမတမအားကောင်းတဲ့အကြောင်းတရားကြောင့်ဘုန်းကြီးတို့တွေကမှန်မှန်ကန်ကန်စဉ်းစားတတ်လာကြတယ်အဲ့ဒီစဉ်းစားတတ်လာတာလေးတွေကိုခိုင်မာမှုရှိအောင်ဒီဘဝမှာမကြိုးစားပဲနဲ့အမှတ်တမဲ့နေလိုက်ကြမယ်ဆိုလို့ရှိရင်သူ့ဘာသူခိုင်မာလာမှာမဟုတ်ဘူးရှင်းတန်လာမှာလည်းမဟုတ်ဘူးမကြခင်လေးပဲပျောက်သွားနိုင်တယ်ဒီအသည့်လေးတွေပျောက်သွားနိုင်တယ်ဒါကြောင့်မလို့ကြိုးစားအထောက်ရမယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါမို့စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဖို့ရအတွက်စဉ်းစားရမစဉ်းစားပဲမနေရအလေးထား၍စဉ်းစားဆင်ခြင်ဘာအလေးထားကောင်းအောင်ပြင်ဖို့အတွက်ဘုန်းကြီးတို့တွေမှာအလေးထားเสีย3မျိုးမှတ်ထားမြတ်စွာဘုရားဟောတာအလေးထားဖို့ရ3မျိုးဘာကိုလေးထားတာတော့ဆိုနံပါတ်1ကိုယ့်ကိုအလေးထားတာတခုကိုယ့်အလေးထားပြီးတော့စဉ်းစားဆင်ခြင်ရမယ်နံပါတ်2ကကိုယ့်ပတ်ဝန်းကျင်လောကကြီးကိုအလေးထားပြီးတော့ဆင်ခြင်တတ်ရမယ်နံပါတ်3ကတရားဓမ္မကိုအလေးထားပြီးတော့ဆင်ခြင်သုံးသပ်တတ်ရမယ်ကိုယ့်အလေးထားတယ်ဆိုတာဘယ်လိုဟာကိုပြောတာမြတ်စွာဘုရားကဟောတယ်အတ္တနံယေဝအဓိပတိကတ္တဝါကိုယ့်အလေးထားပြီးတော့အကုသလံပဇေတိကုသလံဘာဝေတိအကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားတယ်ကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားတယ်ကိုယ့်အလေးထားကိုယ့်အလေးထားတယ်ဆိုတာဘာလဲငါဟာအခုအမတန်တန်ဖိုးရှိတဲ့လူဘဝငါရောက်လာပြီမျက်စိကောင်းနားကောင်းအသိဉာဏ်ရှိတယ်လူဘဝမှာလည်းပဲပြည့်ပြည့်စုံစုံရှိတယ်မြတ်စွာဘုရားသာသနာတော်ကြီးကလည်းထွန်းကားနေတယ်ဘုရားဟောတဲ့တရားတွေတို့သိရှိခွင့်နေရနေတယ်အဲ့ဒါလို့လူလည်းဖြစ်တယ်အသိဉာဏ်လည်းရှိတယ်ဘုရားဟောတဲ့တရားတွေလည်းသိရှိခွင့်ရတယ်ငါမှဒီလောက်အခြေအနေတွေကောင်းနေတာသာဝနေတွေလုံးမပြီးတော့အပျော်ပါးတွေလိုက်နေရုံလိုက်ပြီးတော့ဘဝတစ်ခုကိုဆုံးသတ်မယ်ဆိုရင်ငါ့ကိုဘာတန်ဖိုးမှရလိုက်မှာမဟုတ်ဘူး။ဘာဖြစ်လို့တော့ဆိုတော့သာဝနေဆိုတာတိရစ္ဆာန်တွေလည်းလုံးမနာပဲလေသူတို့လည်းသူတို့ဘာဒီလဲသူတို့စားနေကြရတာပဲစားစရာတော့ရှာကြတာပဲသူတိုင်းတာလိုက်သူသာဝနေရှာတာဆန်းတဲ့ကိစ္စမဟုတ်ဘူးဘဝတစ်ခုရပ်တည်နိုင်မှုအတွက်ရှာတာအပျော်ပါဆိုတာလူတွေသာရှိတာမဟုတ်တိရစ္ဆာန်တွေမှာလည်းရှိတာအဲ့တော့အပျော်ပါတွေနဲ့သာဝနေလုံးမမှုတွေဆိုတာတွေနဲ့ဘဝတစ်ခုကိုဆုံးသတ်လိုက်ပဲဆိုရင်ငါမှဘာတန်ဖိုးမှရလိုက်မှာမဟုတ်ဘူးအမတန်တန်ဖိုးရှိတဲ့လူဘဝကြီးတစ်ခုလုံးဟာလည်းလို့ဆုံးရှုံးသွားတော့မှာပဲငါအခုလိုသိဉာဏ်ရှိနေတဲ့ဘဝမှာကိုချင်းသီလကောင်းအောင်ငါကြိုးစားမယ်အနည်းဆုံး၅ပါးသီလလူတွေဆိုရင်၅ပါးသီလငါလုံအောင်ကြိုးစားမယ်ဥပုံနေ့တိုင်း၈ပါးသီလဆောက်တည်မယ်နေ့စဉ်နဲ့ညဒါနကောင်းမှုငါပြုနိုင်အောင်တတိထားမယ်လောကလူတွေကမရှိလို့မဟုတ်ဘူးများသောအားဖြင့်မေ့လို့မလှူကြတာမေ့တယ်ဆိုတာဘာကြောင့်မေ့တာလဲဆိုတော့မအားဘူးလေဘယ်သူမေ့ကြည့်လိုက်အားတယ်လို့ပဲရှိမှာတော့မအားဘူးလောကိစ္စတွေနဲ့မအားဘူးပဲအဲ့ဒီမအားတဲ့ကြားတဲ့ကနေပြီးတော့ကုသိုလ်လုံးနိုင်တဲ့ပုဂ္ဂိုလ်ကလူဒုလူချောင်းအဲ့ဒါမအားဘူးဆိုတဲ့ထက်ဒါနကောင်းမှုဆိုဒီမှာကိုယ်မှာနေ့စဉ်ထမင်းချက်တဲ့ထဲကဆွမ်းလေးတစ်စုံတောင်းရည်လောင်းတဲ့ဒါနကောင်းမှုဖြစ်တယ်ဆွမ်းကြွေးကြီးကြွေးမှမဟုတ်ဘူးမြတ်စွာဘုရားကို
ဆွမ်းတော်တင်ရင်ဒါနကောင်းမှုဖြစ်တယ်နောက်ဆုံးမှာသီးသန့်မတင်တော့မှပဲဆရာတော်ကြီးတစ်ပါးလို့ဆိုလို့ကိုစားတဲ့ထမင်းပွဲကိုမစားခင်ဘုရားလှူပါ၏ခိတ္တခဏဆိုင်ပြီးတော့ဘုရားကိုပူဇော်ထားတယ်ပြီးပြီဆိုမှကိုစားတယ်ပေါ့တချို့ကဆွမ်းတော်ဆွမ်းတာမစားကောင်းဘူးလို့ဘာလို့ပြောတဲ့လူကရှိသေးနော်ဆွမ်းတော်ဝဲကြတော့မစားဘူးလို့ပြောတယ်ဟိုဘိုးတော်ထမင်းကြံကြတော့လူစားတယ်ဒီလောကလူတွေကတော်တော်ထူးဆန်းတယ်နော်တခါတော့ကြားဘူးတယ်ဘုန်းကြီးတွေထမင်းကြံဘိုးတော်ဘုန်းကြီးတွေထမင်းကြံစားလို့ရှိရင်ဘာဖြစ်မှာတော့သိတိပေါက်မှာလို့ဘာလို့ဘာမှတော့မပေါက်ဘူးအများကြီးစားရင်ဘိုက်ပေါက်မှာပဲသိချာနော်သိတိဆိုအဲ့ဒါနဲ့မဆိုင်ဘူးကိုယ့်ကိုကြက်မှပေါက်အကြံစားရုံနဲ့ကတော့မပေါက်ဘူးယောဂကူးနိုင်တယ်ခုခေတ်ဆိုရင်ယောဂကူးနိုင်တယ်ပေါ့အကြံဘာလို့စားရမလဲမစားနဲ့ပေါ့ဘုသူအကြံမစားနဲ့ကျွတ်အကြံစားရင်ကောင်းတဲ့ဓာတ်တွေကူးလိမ့်မယ်လို့ထင်တာမလေးမကူးယောဂါတော့ကူးမှာကောင်းတဲ့ဓာတ်တော့ကူးကြမှာကူးမှာကောင်းတဲ့ဓာတ်ဆိုတာစိတ်ကနေကူးမှရတာလေလောကလူတွေဟာကိုယ်ွယ်မှုတွေအတူယူမှုတွေအလွန်လွဲမှားတယ်အဲ့ဒါဘာလို့လွဲမှားတာတော့ဆိုအသိဉာဏ်အားနဲ့လို့ပဲတခါတော့ပြောသံကြားတာဒီသိတိပေါက်တဲ့သိတိရှင်တွေဘာတွေကိုလူတွေကဝိုင်းကြတယ်လေဝိုင်းတာဘာလို့ဝိုင်းတာဆိုထီပေါက်ခြင်းနဲ့မာရာခံခြင်းနဲ့ဒါမျိုးတွေပေါ့အခုချက်ချင်းပဲတကယ်ချမ်းသာမဲ့ပုဂ္ဂိုလ်လို့လူတွေဖြစ်နေတာပြောပြတာပါအဲ့ဒါလို့လို့ပြီးတော့သူတောက်တဲ့ရေလေးကိုတောက်လိုက်ရရင်ပဲယောဂါတွေအကုန်ပြောက်မယ်လို့ထင်တယ်ထင်တာပဲရှိတယ်မပြောက်ပါဘူးပြောက်ဘူးဘုန်းကြီးတွေတော့ဂဏိတိဓာတ်တွေတခုမှမယုံဘူးနော်မပြောက်ဘူးဘာဖြစ်မလဲလို့ဆိုလို့ရှိရင်တခါတော့ကြားဘူးလိုက်တယ်ဘိုးတော်တယောက်ကသူ့လက်ကိုပို့လိုက်တဲ့အခါကျတော့လက်ကကြီးတွေထွက်လာအဲ့ဒီကြီးတွေကိုခံွယ်ထည့်ပြီးတော့တိုက်တာအမလေးလူတောက်ကြတယ်ကြားဘူးလေမရှိဘူးမထင်နဲ့ရှိတယ်နော်ဒါမျိုးတွေကလူတွေလုံးယုံပြီဆိုရင်အကုန်လုံးတာလူဆိုတာတော်တော်လေးကြောက်စရာကောင်းတယ်အဲ့ဒီဘဝမျိုးမရောက်ဘူးလို့မထင်နဲ့ဒါမှမဟုတ်အသိဉာဏ်ဆိုတာစိဘူးကလေးလာယုံကြည်မှုတွေသိမ့်များပြီးတော့အသိပညာလဲပါပြီဆိုလို့ရှိရင်မယုံနေတာတွေကယုံကုန်တော့အဲ့တော့မျိုးတွေမဖြစ်သင့်ဘူးမဖြစ်သင့်ဘူးမြတ်စွာဘုရားဟောတဲ့ထဲမှာဒါမျိုးတစ်ခုမှမပါဘူးနော်ကိုယ်ကောင်းအောင်ပြင်တာဒါတွေနဲ့မဆိုင်ဘူးကိုယ်ကောင်းအောင်ပြင်ရမယ်အဲ့တော့လောကကြီးမှာကိုယ်ငါလို့ပုဂ္ဂိုလ်အသိဉာဏ်ရှိပြီးတော့အသိဉာဏ်ရှိပြီးဘုရားသာသနာနဲ့တွေ့ကြုံနေတယ်ငါလိုပုဂ္ဂိုလ်ဟာတရားဓမ္မကိုစဉ်းစားလိုက်မယ်ဒီဘဝပဲတမက်တဖို့ရရှိနိုင်တယ်ဒါကြောင့်မို့လို့ငါကိုယ့်ကိုပြင်ရမှာပဲကိုယ့်ကိုအလေးထားတယ်အကယ်၍နေငါဒီဘဝမှာမပြင်လိုက်ဘူးဆိုလို့ရှိရင်ငါရဲ့ဘဝဟာကြီးပွားတိုးတက်ဖို့မရှိနိုင်ဘူးဒါကြောင့်မို့ကြီးပွားတိုးတက်အောင်ငါကိုယ့်ကိုမကောင်းတဲ့လမ်းကြောင်းမသွားမိအောင်ကောင်းတဲ့လမ်းကြောင်းရှောင်မိအောင်ပြင်ရမယ်လို့ကိုယ့်အလေးထားကိုယ့်အလေးထားပြီးတော့ကိုယ့်တန်ဖိုးထားပြီးတော့စဉ်းစားလောကလူတွေကကိုယ့်တန်ဖိုးသိပ်မထားကြဘူးနှိမ့်ချပြီးတော့တွေးကြတယ်ဟောယုံပြီဆိုလို့ရှိရင်ကုံလုံးပုံအပ်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့စိတ်တန်ဖိုးမထားတော့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာလေအတ္တဟိအတ္တနောနာထောကိုယ်သာကိုယ်ဝယ်ဟာဖြစ်တယ်ကိုယ်အကိုရမယ်အတ္တနာဟိတုဒ္ဒတေနနာထံလဝတိတုံတော့ပါကိုယ်တိုင်ကိုယ်စိတ်ယဉ်ကျေးအောင်လုပ်ပါအကိုရတရားဆိုတာအစစ်မှန်ကိုရနိုင်တယ်တွေ့နိုင်တယ်လို့ဒီလိုပြောတာ
ဒါကြောင့်မို့လို့လောကလူတွေရဲ့ဒီဘဝခရီးကိုဥဆောင်ပြီးတော့ကြီးပွားတိုးတက်နိုင်တဲ့အရေးချင်းအတွင်းမှာပဲရှိတယ်အပြင်မှာမရှိဘူးအပြင်ကအကူအညီလေးပဲရှိတယ်ဒါဘယ်လိုစဉ်းစားရမှာတော့ဆိုစဉ်းစားကြည့်လေကလေးလေးတယောက်ကြောင်းထားတယ်အမတန်ဆရာကောင်းတဲ့ဝက်ဆံလဲကိုအမတန်ကုန်ကြီးကြတဲ့ကျောင်းမှာတော့ထားတယ်သူမကြိုးစားဘူးဆိုမရဘူးလေပြင်မဲ့ဘလောက်ကောင်းကောင်းသူကိုယ်တိုင်ကမကြိုးစားဘူးသူရဲ့စိတ်ဓာတ်ကိုမပြင်ဘူးသူကိုယ်တိုင်မလုပ်ဘူးဆိုရင်ဘာမှမရဘူးအမှန်တမ်းထင်ရှားတဲ့ဒီကိစ္စတွေဒါကြောင့်မလို့ကိုယ့်ကိုအားကိုးရမှာကိုယ့်ကိုအားကိုးဆိုတဲ့နေရာမှာအပြင်ဘက်ကအကြောင်းတရားကိုလည်းကိုရအောင်ယူရမှာဆရာဆိုတာဒီလမ်းပြတယ်သင်ကြားပေးတယ်မှတ်ယူပြီးတော့ကြိုးစားဖို့ကကိုယ်တောင်းအဲ့ဒါကြောင့်မို့လို့ကိုယ့်ကိုအလေးထားပြီးတော့ကိုယ့်ကိုထိတ်တန်းထားပြီးကိုယ့်ကိုထိတ်တန်းထားပြီးတော့ဥထားပြီးတော့ဆင်ញင်စဉ်းစားပြီးကောင်းအောင်ပြင်ရမယ်လို့နောက်တစ်ခုရှိသေးတယ်ကိုယ့်ကိုဘယ်လိုပြင်မလဲငါအခုဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်ခွင့်ရတယ်ဒီဘဝမှာငါကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင်ငါသိသွားလို့ရှိရင်အပင်ငရဲကျသွားနိုင်တယ်ငရဲကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်နိုင်တယ်ပြိတ္တာဖြစ်နိုင်တယ်ငရဲတိရစ္ဆာန်ပြိတ္တာဘုံရောက်သွားလို့ရှိရင်ကိုယ့်မျက်စိအောက်မှာကြည့်ချက်ကလေးတွေဝက်ကလေးတွေဘယ်လိုလုပ်တရားနာနိုင်မလို့ဘယ်လိုလုပ်တရားနှလုံးသွင်းနိုင်မလို့အဲ့ဒီဘဝမျိုးဆိုရင်ငါတရားနာခြင်းလို့လည်းမရဘူးတရားကျင့်ခြင်းလို့လည်းမရဘူးအခုတရားကျင့်နိုင်တဲ့ဘဝငါကျင့်မှာပဲဒါကိုယ့်ကိုစဉ်းစားတာဒီဘဝမှာမလုပ်ဘူးဆိုလို့ရှိရင်တဏှာမှာငါလုပ်ဖို့အခြေအနေတွေရချင်မှရမှာဒါကြောင့်မို့ဒီဘဝပဲငါလုပ်မှာပဲလို့စိတ်ထဲကဒီလိုနှလုံးသွင်းပြီးတော့ကြိုးစားနောက်တစ်ခုကကာမဂုဏ်အာယုံဆိုတာဘယ်ဘဝမှာဆိုခံစားကြရတာတိရစ္ဆာန်တွေလည်းတိရစ္ဆာန်တိုင်းတာလိုက်ခံစားတာပဲလူတွေလည်းလူတွေရဲ့တိုင်းတာလိုက်ခံစားတာပဲအဲ့ဒီခံစားမှုကြီးကိုပဲအဟုတ်ကြီးထင်ပြီးတော့ဒါတွေနဲ့နစ်မြုပ်ပြီးတော့နေမယ်ဆိုရင်ငါမှရတဲ့ရလိုက်တဲ့အသိပညာတွေကလက်လွတ်ဆုံးရှုံးနေမယ်အဲ့တော့ဒါတွေကိုလက်လွတ်ဆုံးရှုံးခံလို့မဖြစ်ဘူးစဉ်းစားပုံတွေအမျိုးမျိုးပေါ့ဘုရားလောင်းသူမိတာလေးဆင်ញင်စဉ်းစားတာကြည့်သူမိတာဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးခုခေတ်ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ဘဝကိုစွန့်တာမဆန်းဘူးဘဝမှာအစဉ်ပြေပြီးတော့တကယ်ထိတ်တန်းကြတဲ့ပုဂ္ဂိုလ်ကဒါတွေကိုစွန့်ဖို့ဆိုတာလွယ်တာမှမဟုတ်တာဘုရားလောင်းသူမိတာယသိဟာဘိုးဘွားမိဘတွေလက်ထက်ကလေးကစုဆောင်းလာတဲ့ယရဏဓာတ်တွေနဲတာမှမဟုတ်ပဲမိဘတွေမရှိတော့တဲ့နောက်ဒီယရဏတွေဟာသူ့လက်ထဲရောက်လာသူစဉ်းစားပုံလေးကြည့်ဒီယရဏတွေသူ့လက်ထဲရောက်လာတဲ့အခါမှာသူစဉ်းစားတယ်ဒီယရဏတွေရှားဝေစုဆောင်းတာစရင်နဲ့ပဲမှတ်ထားတယ်ဒါဘယ်အဖိုးလက်ထက်ကဒါဘယ်အဖွားလက်ထက်ကဒါအဖိုးပစ္စည်းဖွားပစ္စည်းနဲ့စရင်စရာတွေဆွေ80မျိုး80ကပစ္စည်းတွေကြသူကစဉ်းစားတယ်ပစ္စည်းရှာတဲ့ပုဂ္ဂိုလ်တွေကအခုမရှိကြတော့ဘူးသူတို့ရှာသွားတဲ့ပစ္စည်းတွေပဲကြံရင်တယ်ငါလည်းပဲဒီပစ္စည်းတွေကိုသုံးမသွားနိုင်ဘူးဆိုရင်ငါလည်းပဲဒီလိုထားခဲ့ရမှာပဲပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေသာပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘဲနဲ့ပစ္စည်းတွေသာကြံရင်တယ်အဲ့ဒါကြောင့်မို့လို့သူတို့ရှာသွားတဲ့ပစ္စည်းသူတို့သုံးမသွားရဘူးငါကတော့ငါရှာတဲ့ငါပစ္စည်းတွေငါပိုင်တဲ့ပစ္စည်းတွေအလုံးသုံးမယ်လို့ဘယ်နည်းနဲ့ယူသွားလို့ရှိရင်ရနိုင်တယ်လေလို့စဉ်းကျင်စဉ်းစားကြည့်တာကဲဒါတော့ကတော့တရားနာပိဋကတွေစဉ်းကျင်စဉ်းစားကြည့်ပေါ့ကို့မှာစိတ်နေရွှေတွေပိုင်တယ်ဆိုလို့ရှိရင်နောက်ဘဝကိုဒါတွေယူသွားလို့ရမလားမရဘူးထားပစ်ခဲ့ရတာနော်အဲ့တော့ထားပစ်ခဲ့ရတာဆိုတာသေချာသေးအတွက်ကြောင့်ဒါတွေကိုယူသွားခြင်းဘာလို့အောင်မလို့ဆိုရင်
ဒီကနေဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုကိုယူသွားလို့ရတယ်အဲ့တော့ပစ္စည်းကိုစွန့်လူပြီးတော့ရတဲ့ဒါနကောင်းမှုပဲယူသွားမယ်စောင့်တည်လို့ရတဲ့သီလကောင်းမှုပဲယူသွားမယ်တရားဓမ္မနှလုံးသွင်းလို့ရတဲ့ဘာဝနာကောင်းမှုပဲယူသွားမယ်တဲ့ဒီပစ္စည်းတွေယူလို့ရတာမဟုတ်ဘူးအဲ့တော့ယူလို့မရတဲ့ပစ္စည်းတွေစောစောကလေးကစွန့်ပြီးတော့ထိုစွန့်ခြင်းဖြင့်ရလာတဲ့ဒါနကောင်းမှုကိုပဲငါယူမယ်လို့ဟောတယ်လို့စဉ်းစားပြီးတော့သူပိုင်တဲ့ပစ္စည်းတွေအလုံးစုံလိုက်စွန့်ပြီးတော့တော်ကြီးတဲ့ထွက်ပြီးတော့သူတရားကျင့်တာပေါ့အဲ့ဒီကြမှာဒီပင်္ဂရာဖရာနဲ့တွေ့တာလေစဉ်းစားပုံကြီးကမတူတမန်ပုဂ္ဂိုလ်ဆိုလို့စဉ်းစားမလို့ဟာငါဒီပစ္စည်းတွေတစ်သက်သုံးမကုန်ဘူးပြောချင်တိုင်းပြောမယ်ပါချင်တိုင်းပါမယ်ဒီလိုပဲစဉ်းစားပါပဲဒီပစ္စည်းတွေသုံးပြီးတော့သုံးဖြုံးပြီးတော့ဘဝမှာဒီလိုနေသွားမယ်လို့သုံးဖြုံးပျော်ပန်းသွားလို့ရှိရင်ကုသိုလ်ကမရလိုက်ပဲနဲ့ပစ္စည်းတွေသုံးတာတော့ဒီဘဝမှာသုံးလို့ရတယ်ဖြုံးလို့လည်းရတယ်သို့တော့သုံးတယ်ဖြုံးတယ်ဆိုတဲ့အချိန်မှာဘာတွေကတက်လာတော့ဆိုလောဘတွေတက်လာတယ်ဒေါသတွေတက်လာတယ်ကာမဂုဏ်အာယုစိတ်တွေပဲတိုးတက်လာတော့အဲ့ဒါတွေကလူကိုဆွဲချသွားပစ္စည်းပေါ်မှာတွေ့တာမှုတွေကလူကိုဆွဲချသွားလိုက်တယ်နောက်ဆုံးကနှိမ့်ကြတဲ့ဘဝတစ်ခုရောက်သွားတယ်ဒါကြောင့်မို့လို့ကိုယ်အတ္တနံယေဝအဓိပတိကတ္တဝါကိုယ်အလေးထားဆင်ခြင်စဉ်းစားပြီးတဲ့အခါမှာအကုသိုလ်တွေဖယ်ဖို့ကြိုးစားရမယ်ကုသိုလ်တရားတွေပွားများအထောက်ဖို့ကြိုးစားရမယ်ဒါအလေးထားရမယ်ဆင်ခြင်ရမယ်တခုနောက်တစ်ခုကျတော့လောကကိုအလေးထားလောကဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ခုနကိုယ်အလေးထားဆိုတဲ့မဲ့လူဟာဆင်ခြင်စဉ်းစားပြီးတော့လောကမှာလူတွေကအများအားဖြင့်ဘာလုပ်လို့ရှိကြလဲဆိုတော့ကုသိုလ်ကောင်းမှုလုပ်တာကြတော့လူသိတာကိစ္စမရှိဘူးလေလူသိအောင်လည်းလုပ်ကြတယ်ဘုရားဟောတဲ့မျှဝေတောင်မှကြီးတိလေးခောက်လိုက်သေးတာအားလုံးကြောင်းခိုးတဲ့လူကတော့ကြီးတိထိုးပြီးခိုးတယ်လို့မရှိဘူးเนาะတိတ်တိတ်လေးခိုးသွားတာလူကြားမှာတော့ကြောင်းသေးဘူးကုသိုလ်ကောင်းမှုလုပ်တဲ့လူကကြော်ညာပြီးတော့လုပ်လို့ရတယ်အကုသိုလ်လုပ်တဲ့လူကကြော်ညာပြီးတော့လုပ်လို့ရပါမရဘူးเนาะအဲ့တော့အကုသိုလ်ဆိုတာကိုပဋိစ္ဆန္ဒကမ္မန္တဖုံးလွှမ်းပြီးလုပ်ရတဲ့အလုပ်လို့ဒီလိုပြောတယ်လောကလူတွေကကုသိုလ်လုပ်ဖို့တဲ့အကုသိုလ်လုပ်ဖို့ကပိုးလွယ်တယ်လွယ်တဲ့အခါကျတော့အကုသိုလ်လုပ်တဲ့အခါမှာသူကစိတ်ကြွယ်ရာလို့ထင်ပြီဆိုလို့ရှိရင်စဉ်းစားရတဲ့အကုသိုလ်ပဲစဉ်းစားတယ်အများစုကဘယ်သူမှမရှိဘူးဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုစဉ်းစားတယ်ဘယ်သူမှမရှိဘူးငါတရားထိုင်မယ်ဆိုတာအနည်းစုအမှန်တမ်းမှလဲတာအဲ့တော့အများစုကမကောင်းတာလုပ်ဖို့ဘာဖြစ်လို့မကောင်းတာလုပ်တယ်လဲဆိုတော့သူစိတ်ထဲမှာစိတ်ကြွယ်ရာလို့သတ်မှတ်လိုက်တာဘယ်သူမှမသိဘူးငါလုပ်တာငါလုပ်ချင်တာလုပ်လို့ရပြီလို့ထင်တာဟုတ်ထင်ပြီးတော့အဲ့လိုလုပ်လို့ရှိတယ်တဲ့အဲ့ဒီမှာကိုယ့်ကိုယ်စဉ်းစားမှာဘယ်သူမှမသိဘူးငါသိတယ်လောကမှာမဟုတ်တာလို့ရင်ကြံတဲ့လူတွေဘယ်သူမှမသိဘူးဆိုပေမဲ့ငါသိတယ်ဟောအဲ့တော့ငါသိနေရင်ကိုသိတဲ့လူရှိနေပြီဟောသိတဲ့လူရှိနေပြီဒါကြောင့်မို့ကိုသိရင်လည်းအကုသိုလ်ဟာမလုပ်သင့်ဘူးစိတ်ကြွယ်ရဆိုတာဒါမို့လို့နတ္ထိလောကေရဟောနာမပပကမ္မပကုပ္ပတောတဲ့အကုသိုလ်အမှုပြုလုပ်တဲ့ပုဂ္ဂိုလ်မှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့ဘာဖြစ်လို့စိတ်ကြွယ်ရဆိုတာမရှိတာတော့ဆိုအတ္တတေပုရိသဇာနာတိတဲ့ကိုယ့်ကိုယ်မင်းသိနေတာပဲတဲ့ဘယ်လိုလုပ်စိတ်ကြွယ်မှာတော့တဲ့သစ္ဆံဝါယတိဝါမုတာကိုလုပ်တာဟုတ်တယ်မဟုတ်ဘူးကိုသိတယ်လေကိုသိနေတဲ့ကိုယ့်ကိုယ်ကချက်ဆရာကြီးဖြစ်နေပြီပေါ့ဒါကြောင့်မို့လို့ကိုသိနေတဲ့မကောင်းမှုကိုလည်းမလုပ်သင့်ဘူးတဲ့အကောင်းဆုံးသက်သေဟာကိုယ့်ကိုပဲကိုအသိဆုံးပဲကိုလုပ်တာကိုအသိဆုံးပဲလို့ဒီလိုပြောတာဟောနောက်တစ်ခုကျတော့လောကံယေဝအဓိပတိကတ္တဝါကိုပတ်ဝန်းကျင်ဆင်ញင်စဉ်းစားတာလောကကြီးမှာငါတယောက်တည်းနေတာမဟုတ်ဘူးငါမဟုတ်တာလုပ်ရင်
ငါလောက်ထားတွေတနေ့ကျတော့ပေါ်လိုက်မယ်သို့မဟုတ်လောကကြီးမှာတကိုးရှင်တွေရှိတယ်အဲ့တကိုးရှင်တွေကသူများစိတ်ကိုသိနိုင်တယ်ဘုံကွယ်တယ်လို့ထင်ပေမဲ့သူတို့ကမြင်နိုင်စွမ်းရှိတယ်သူတို့မြင်သွားလို့ရှိရင်ငါလုပ်တဲ့အလုပ်တွေရှက်စရာကြီးပဲအရှက်ကွဲလိုက်မယ်လောကကိုအကြည့်မှုထားဖို့အလေးထားဖို့နောက်ငါမဟုတ်တာလို့ရင်ငါအမေအရှက်ရလိမ့်မယ်ငါအဖေအရှက်ရလိမ့်မယ်ငါရဲ့မိသားစုအရှက်ရလိမ့်မယ်ငါရဲ့ဆွေမျိုးသားချင်းတွေငါမိတ်ဆွေတွေအရှက်ရလိမ့်မယ်ရလည်းရတာပဲဒါမျိုးတွေကလေမဟုတ်တာလို့ရှိရင်အရှက်ရအဲ့တော့ပတ်ဝန်းကျင်အရှက်ရမယ်အလုပ်ငါမလုပ်သင့်ဘူးလို့လောကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားပြီးတော့ဆင်ញင်သုံးသပ်ပြီးအကုသိုလ်ကိုရှောင်ရမယ်ကုသိုလ်ကိုလုပ်ရမယ်ဒီလိုဆိုတာကိုယ်စိတ်လေးကိုကိုပြင်ဖို့ရတဲ့ဒါလေးတွေကစိတ်ဆင်ရိုင်းကိုချွန်းအုပ်ဖို့ရဆင်ញင်စဉ်းစားတာပဲဒါအတိညာနဲ့အဲ့လိုဆင်ញင်စဉ်းစားပြီးတော့အဓိကကတော့မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်ဖို့ပဲကောင်းတာတွေကြီးပဲလုပ်သွားကြတယ်လောကကိုအဓိကထားတယ်ကိုယ်ပတ်ဝန်းကျင်ကိုအဓိကထားတယ်ကိုယ့်ကိုအဓိကထားတယ်ရှင်းတော့ကဒီလိုအဓိကထားတာလေးနဲ့ပတ်သက်ပြီးတော့လောကဆိုတာကိုယ့်ရဲ့အရာဝတ္ထုတစ်ခုခုဘာပဲဖြစ်ဖြစ်ပေါ့အဓိကထားရှင်းတော့ကသာဝတိပြည်မှာသိဆင်းရဲတဲ့ကလေးလေးတယောက်ပစိုးလေးကလည်းစွတ်ပြတ်နေတဲ့ပစိုးဟိုကလေးကဝေါ်ထားပြီးတော့ခွက်ကလေးနဲ့ခွက်ကလေးဆွဲပြီးတော့9နှစ်ရွယ်ကလေးတောင်းစားကလေးလေးရှိသေးတယ်သရောင်းသားဘဝရောက်အဲ့ဒါလို့အဝတ်ကလည်းစုပ်ပြတ်ပြီးခွက်လေးဆွဲပြီးတော့တောင်းစားနေတဲ့ကလေးလေးကိုရှင်အနန္ဒာတွေ့တဲ့အခါကျတော့သနာတယ်သနာလို့ရှင်အနန္ဒာကမင်းသင်္ကန်းမိုးချင်ဘူးလားလို့မေးတယ်ခေါ်ပြီးတော့အဲ့ကလေးလေးကဘာပြောတော့ဆိုတော့သူကစုပ်ပြတ်နေပြီပဲတခါတလေအသိဉာဏ်ရှိတဲ့ကလေးတွေရှိတယ်တပည့်တော်တို့အခြေအနေမဲ့ကိုဘယ်သူကသင်္ကန်းဝတ်ပေးမှာတော့ဘုရားဝတ်ချင်တယ်တပည့်တော်ဘယ်သူကမှဝတ်ပေးမှာမဟုတ်ဘူးဆိုအဲ့ဒါဆိုမင်းငါနဲ့လိုက်ခဲ့ဝတ်ချင်တယ်ဆိုရင်ငါဝတ်ပေးမယ်ရှင်နန္ဒာအကြောင်းခေါ်သွားပြီးတော့သူ့ကိုသင်္ကန်းဝတ်ပေးလိုက်တယ်သင်္ကန်းဝတ်ပေးပြီးတော့အဲ့ဒီသင်္ကန်းဝတ်ပေးတဲ့အခါမှာတန်ရောစဉ်ဆိုတာကောင်းမှတန်ရောစဉ်တွေ့တာမဟုတ်ဘူးနော်အဲ့ဒီကလေးက9နှစ်ရွယ်ပဲရှိသေးတယ်သင်္ကန်းကြတော့ရှင်အနန္ဒာကပေးတာဖြစ်တော့သင်္ကန်းဝတ်လိုက်တဲ့အခါမှာသူ့ရဲ့အဝတ်ဆုပ်ကလေးရဲ့ခွက်ဆုပ်ကလေးရဲ့မပြည့်နိုင်တော့သစ်ပင်ခွာကြားလေးတစ်ခုသွားတင်ထားတယ်သူ့ရဲ့နဲ့မိလောက်တဲ့သစ်ပင်ခွာကြားလေးသွားပြီးတော့တနေရာမှာသွားထားအဲ့လိုသွားထားပြီးတော့ရှင်အနန္ဒာစီသင်္ကန်းဝတ်တရားဓမ္မတွေသင်လို့အသားရည်တွေစိုးပြေးလာတယ်ပေါ့စိတ်ချမ်းသာကိုယ်ချမ်းသာစားစရာတောက်စရာလည်းပဲဆွန့်ခံပြီးတော့စားတာဆိုတော့ခါတိုင်းလို့မဝရည်စားစားရတာမဟုတ်ဘူးအကောင်းစားလာတဲ့အခါကျတော့အသားရည်လေးစိုးပြေးလာသူကအသားရည်စိုးပြေးပြီးစိတ်ချမ်းသာလာတဲ့အခါကျတော့အကောင်းဘက်ကိုသိမစင်စားဘူးလို့ဆိုသူစိတ်ထဲမှာမလွတ်လပ်ဘူးထင်တယ်ဒီဘုန်းကြီးဝတ်နေရတာသင်္ကန်းဝတ်နေရတာကိုယ်ဝတ်ရတာမလွတ်လပ်အဲ့တော့မိုးလွတ်တော့သူလူထွက်ချင်းစိတ်ပေါက်တယ်နော်စဉ်းစားကြည့်ဘလောက်ကောင်းတဲ့နေရာပို့ဒီဘောသူဆက်မနေကြဘူးမနေကြတော့သူ့ကိုယ်သူဆုံးမတဲ့အနေနဲ့သူဘယ်သွားတော့လို့ဆိုတော့ကဲငါဒီသင်္ကန်းမိုးချင်မှုဆိုရင်ငါဝတ်ရမှာဟာအဆုပ်အပြတ်နဲ့ခွက်နဲ့ပဲငါပိုင်တဲ့ပစ္စည်းထားပဲရှိအဲ့ခွက်ကလေးနဲ့အဝတ်ဆုပ်ကလေးသိမ်းထားတဲ့နေရာကိုသူသွားလိုက်သူ့အဝတ်ဆုပ်ကလည်းပဲအဝတ်ကခိုးနေရာပေါက်ဒီနေရာပေါက်နဲ့ကင်ပြီးတော့ဆွဲလိုက်မယ်ဆိုရင်အကုန်ရီးနေတာဘယ်နေရာမှသုံးလို့မရတဲ့အဝတ်နော်ဒါလေးကမလုံးတလုံးလေးသူဝတ်နေတာအကုန်လုံးရီးနေတဲ့အဝတ်ခိုင်မာတဲ့နေရာတနေရာမှမရှိဘူးအဲ့ဒီအဝတ်ဆုပ်ကလေးရဲ့ခွက်ဆုပ်ကလေးရဲ့ကြည့်ပြီးတော့သူဘာတွေးတော့ဆိုခေါင်းကသူ့စိတ်မပျော်တဲ့စိတ်ကိုသူကဆုံးမတယ်မင်းကဒီလိုချမ်းချမ်းသာသာနေရတဲ့ဘဝကိုမနေဘဲနဲ့ဒီအဝတ်ဆုပ်ဝတ်ပြီးတော့ခွတ်ဆုပ်နဲ့လဲတောင်းကျင်နေတာလား
လဲတောင်းကျင်သေးတာလားကိုရထားတဲ့ဘဝလေးတစ်ခုမင်းတန်ဖိုးရှိအောင်မလုပ်နိုင်ပါလားတန်တရားဟုတ်ကထွက်ဖို့မကြိုးစားပဲနဲ့ဒုထွက်ဖို့ကြိုးစားနေတယ်မင်းသိတော်ပါမလားလို့အဲ့ဒီအဝတ်စုပ်နဲ့ခွက်စုပ်ကိုကြည့်ပြီးတော့သူကသူဆုံးမတဲ့အခါကျတော့စိတ်လေးပြန်လဲတော့အကြောင်းပြန်တခါဖြစ်တာမဟုတ်ဘူးအချိန်ချင်းအဲ့လိုဖြစ်တိုင်းသူအဲ့ဒီကိုသွားတယ်ကြာတော့ဒီကိုရင်ဘယ်သွားတာတော့နဲ့ဆိုပြီးတော့ကိုတော်တွေကမေးကြတယ်မင်းဘယ်သွားတာတော့ဘယ်သွားတာအဲ့ဒီဘက်ကိုသွားပြီးတော့သူကအဲ့ဒီခြုံတစ်ပင်နားလေးကိုသွားပြီးတော့သူကနေတာဘာသွားလှုပ်ထားလဲဆိုပြီးတော့သူကပြောတယ်ဆရာစီသွားတာပါတဲ့အဆုံးမသွားခံဆရာစီသွားတာတဲ့ဆရာဆိုတာဒီအဝတ်စုပ်ကသူ့ပြန်တရားချတယ်ပေါ့ဒါပြောတာနော်လောကကိုဒီအဓိကထားတယ်ဆရာဆိုတာအဝတ်စုပ်နဲ့ခွက်စုပ်ကိုသူပြောတာမင်းလူဘဝရောက်ရင်ဒါပဲပြန်သုံးရမယ်ဆိုအဲ့ဒါကိုသူကဆရာဆိုပြီးတော့ဉာဏ်လေးကိုပြောအဲ့ဒါလို့သွားလိုက်ပြန်လိုက်နေရင်ကနေနောက်သူ့စိတ်တွေတည်ငြိမ်မှုရလာနောက်ဆုံးမှာရှင်နန္ဒမထေရမြတ်နီးပေးတဲ့အတိုင်းတရားကျင့်လိုက်တော့သူယန္တာဖြစ်သွားတယ်သာသနာတော်မှာလုံးဝပျော်တဲ့အပျော်ထာဝရအပျော်တစ်ခုကိုသူရသွားတယ်အဲ့လိုပျော်တဲ့အခါအဲ့ဒီဘက်ကိုသူဘယ်တော့မှမသွားတော့ကိုတော်တွေကမေးတယ်မင်းဆရာစီမသွားဘူးလားလို့ဆိုတော့အရှင်ဘုရားဆရာနဲ့အဆက်အသွယ်ရှိတော့ကသာသွားတာပါအခုတပည့်တော်မှာအဆက်အသွယ်ပြတ်သွားပါပြီဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားယဟန်တွေကဒီကိုတော့တရားဥရတဲ့စကားမျိုးပြောတယ်ပေါ့ဆိုတော့မြတ်စွာဘုရားကဟုတ်တယ်တဲ့သူကအရှက်တရားနဲ့သူကသူဆုံးမပြီးတော့အဲ့ဒီအဝတ်စုပ်နဲ့ခွက်စုပ်ကိုကြည့်ပြီးတော့သူကသူတရားချပြီးတော့သူဟာကျင့်ကြံကြိုးကိုအထောက်လို့ခုတရားတို့တရားမြတ်ရသွားပြီကြည့်လေဘာကိုပဲဖြစ်ဖြစ်လောကံယေဝအဓိပတိကတ္တဝကိုယ့်ရဲ့ပတ်ဝန်းကျင်ဘာပဲဖြစ်ဖြစ်ကိုသုံးတဲ့ပစ္စည်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပဲအဲ့ဒါကိုအလေးထားပြီးတော့ဆရာအရာထားလို့စဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ကိုယ်ပြင်သွားကြတာဒါသူတော်စင်တွေဟာဒီလိုပဲလုပ်လို့ရှိတယ်ပေါ့ဟောနောက်တစ်ခုကျတော့ဓမ္မကိုအလေးထားပြီးတော့ကိုယ့်ကိုယ်ပြင်ရမယ်တဲ့မြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုလေးလာလိုက်စားလိုက်မယ်ဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဘုရားဟောတဲ့တရားဓမ္မကိုချင်းသီလအကြောင်းဟောတာရှိတယ်သမာဓိအကြောင်းဟောတာရှိတယ်ပညာအကြောင်းဟောတာရှိတယ်ကိုချင်းသီလဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲသမာဓိတရားဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲပညာဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲသီလကိုဘယ်လိုဖြည့်ကျင့်ရတယ်သမာဓိကိုဘယ်လိုပွားများရတယ်ပညာကိုဘယ်လိုထက်အောင်ပြုပြင်ရတယ်ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေလုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တယ်ဆိုတဲ့ဓမ္မရဲ့ဂုဏ်ကြီးဂုဏ်သွေးတွေဘုရားဟောတာအမှန်ကန်ပဲတကယ်လုပ်ရင်လုပ်သွားတာတွေကိုယ်တိုင်ဖြစ်ကုန်ကြတယ်ဒါကြောင့်မို့တရားကုံတော်6ပါးဆိုတာအလေးနဲ့ထားပြီးတော့စဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့ဓမ္မမြတ်စွာဘုရားဟောတာကြည့်နော်သီလကိုပြည့်စုံအောင်လုပ်သီလကိုပြည့်စုံအောင်လုပ်ပြီးတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာဉာဏ်ဆိုင်ပြီးတော့ယုံနာဓမ္မသင်္ခါရတွေကိုဆင်ခြင်စဉ်းစားသတိတွေခိုင်မာအောင်သမာဓိတွေရင့်တန်လာအောင်ပညာတွေထက်မြက်လာအောင်ကြိုးစားအားထုတ်မယ်ဆိုရင်အဲ့ဒီသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတာတွေ့မယ်အဲ့ဒီနိဗ္ဗာန်တွေ့သွားလို့ရှိရင်ထာဝရငြိမ်းတဲ့အငြိမ်းကိုရရှိနိုင်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်အဲ့ဒီမြတ်စွာဘုရားဟောတဲ့ဒီလိုမှန်ကန်တဲ့ဝိပဿနာကျင့်စဉ်တရားဝိပဿနာကျင့်စဉ်တရားကိုကျင့်လို့ရှိရင်ရရှိလာနိုင်တဲ့မဲ့လေးပါမဲ့လေးပါရတာနဲ့တပြိုင်နက်အကျိုးအနေနဲ့ဖြစ်ပေါ်လာမဲ့ဖို့လေးပါဒီသဘာဝဒီတရားတွေဟာတကယ်ကျင့်ရင်တကယ်ရတယ်တကယ်လုပ်တကယ်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောထားတယ်အဲ့ဒါကြောင့်မို့လို့တရားရဲ့ဂုဏ်ကြီးတွေ
အာမခံချက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောတာရှိတယ်သောခါတော့ဘဂဝတာဓမ္မောမြတ်စွာဘုရားဟောတဲ့ဓမ္မအမှန်တိုင်းဟောတာဖြစ်တယ်လုံးမဖြစ်တဲ့တရားတခုမှမဟောဘူးလုံးဖြစ်တဲ့တရားတွေကြီးပဲကောလူတိုင်းလုံးလို့ရတယ်သီလဆိုတာစောင့်တည်လို့ရတယ်သမာဓိကျင့်စဉ်ကျင့်လို့ရတယ်ကျင့်ရင်ကိုယ်အတိုင်းတာလျောက်အကျိုးတရားဆိုတာလည်းရောက်လာမယ်ပညာဆိုတာလည်းကျင့်ကြံလို့ရတယ်ရလာလို့ရှိရင်အတိုင်းတာတစ်ခုရမျက်မှောက်ပြုလာနိုင်တယ်လို့ရင်လို့တဲ့အတိုင်းဖြစ်နိုင်လို့သွားခါတော့မမှန်ကန်ကန်ဟောထားတဲ့တရားတဲ့အဲ့ဒီမမှန်ကန်ကန်ဟောထားတဲ့တရားဟာဘုရားကလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေမသိဘူးလားလို့ဆိုမဟုတ်ဘူးလို့တဲ့ပုဂ္ဂိုလ်တိုင်းသိနိုင်တယ်တန်ဋိဋ္ဌိကောလို့သူကိုယ်တိုင်သိနိုင်တယ်ဘလောက်ကျင့်တတ်စရာကောင်းတော့ကိုလို့ကိုသိတယ်ပေါ့ကိုလို့ရင်ကိုရတယ်အေးငါရတယ်မင်းတို့တော့ငါပြောတဲ့အတိုင်းယုံကြလို့ဒီလိုပြောရမှာမဟုတ်တာတန်ဋိဋ္ဌိကောကိုယ်တိုင်ကျင့်နိုင်တယ်တဲ့ဒီကျင့်စဉ်ကိုကျင့်ဘယ်သူပဲကျင့်ဒီအဆင့်ရောက်မှာနော်ဘယ်သူပဲကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဒီအဆင့်ကိုရောက်မှာတန်ဋိဋ္ဌိကောအဲ့ဒါလို့ရောက်ဖို့ဆိုတာဟာဘယ်လောက်ထိအောင်ဘယ်နှစ်စောင့်ရမှာတော့လို့အချိန်ဘယ်လောက်ယူရမှာတော့ဆိုယူစရာမလိုဘူးတဲ့အကာလိကောနော်ခုလို့ခုရတယ်အဲ့လိုရသည့်အတွက်ကြောင့်ကိုရပြီလို့ရှိရင်ကိုယ့်ရဲ့မိဘဆွေမျိုးတွေကိုနဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေလာစမ်းမှာမိတ်ဆွေတွေကြည်စမ်းမှာလှုပ်ကြည်စမ်းမှာဟောပြောလို့ရတယ်တကယ်မရှိတဲ့ဟာဆိုရင်ခေါ်ပြလို့ပဲရမလဲကိုယ်တိုင်တွေးရှိခံစားရတဲ့အခါမှာခေါ်ပြလို့ရတယ်လှုပ်ကြည်စမ်းမှာမင်းလည်းဒီတိုင်းတွေးမှာပဲဟောအဲ့ဒါကိုအေဟိပတ္တိကောလို့ခေါ်ဩပနေဟိကောအခုလို့အခုအကျိုးရှိတာမို့တရားဓမ္မဟာအခုနှလုံးသွင်းအခုစိတ်အေးချမ်းသာမှုရတယ်ဘလောက်ပဲတောကဖြစ်နေလောကလူတွေမှာမြန်မာလူမျိုးတွေစဉ်းစားကြတယ်လေတောကဖြစ်เสียကြုံတဲ့ကအိုးပစ္စည်းသင်္ခါရလူသင်္ခါရဟောတွေးလိုက်တာနဲ့ပဲစိတ်ကတောကရော့သွားတာဒါသိကြတယ်ထပ်ပေါက်ဆိုတာရသွားအဲ့ဒါလို့မစဉ်းစားတတ်တဲ့လူကြတော့ကိုယ့်ကိုယ်တတ်သိတဲ့အဆင့်ရောက်ပေါ်ထပ်ပေါက်မရှိဟောဒီလိုစဉ်းစားတာထပ်ပေါက်တစ်ခုပဲအဲ့လိုနဲ့တောကကိုဖြေနိုင်ကြတာပေါ့ဒါကြောင့်မို့ဩပနေဟိကောစိတ်ထဲမှာချက်ချင်းပို့ထားလိုက်တယ်ပစ္စတံဝိရိတဘောဝိညုဟိအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တွေ့ခံစားနိုင်ကြတယ်ဟောမြတ်စွာဘုရားတရားတော်တွေဟာတကယ်ကိုလူတိုင်းပုဂ္ဂိုလ်မရွေးဘာသာမရွေးကြားမမရွေးအကုန်လုံးလုပ်ရင်လုပ်သလိုအကျိုးရှိနိုင်တယ်အတိုင်းတာတစ်ခုရအကျိုးရှိနိုင်တယ်ဆိုတာဒါကြောင့်မို့အဲ့ဒီတရားကိုပဲဒါတို့ကမှန်ကန်တဲ့တရားမရတာတို့မလုပ်လို့မရတာဟုတ်လားလုပ်ရင်ရကိုရရမယ်ဒီတရားပေါ်မှာအာကိုယုံကြည်မှုအလေးထားမှုဆိုတာဓမ္မံယေဝအဓိပတိကတ္တဝါဓမ္မပေါ်မှာလေးစားတယ်ကိုကျင့်ရမယ့်တရားပေါ်မှာအလေးထားတယ်အေး၅ပါးသီလဆိုတာသိအရေးကြီးတယ်သီလပေါ်မှာအလေးထားတယ်ဒါနဆိုတာလည်းလုံးတဲ့နဲ့ဒါနပေါ်မှာအလေးထားတယ်သမာဓိဆိုတာလည်းဒုစိတ်ငြိမ်အောင်ကြိုးစားရမှာသမာဓိတရားပေါ်မှာအလေးထားဘဝမှာဆင်ခြင်စဉ်းစားပြီးတော့အသိပညာဆိုတာလည်းအရေးကြီးတယ်ဟောအသိပညာပေါ်မှာအလေးထားအဲ့ဒါလို့ဓမ္မရဲ့စွမ်းရည်တွေပေါ်မှာအလေးထားပြီးတော့အကုသိုလ်တွေကိုဖယ်ရှားလို့ကုသိုလ်တွေတိုးပေါအောင်ကြိုးစားရမယ်အလေးထားတဲ့ပုံအလေးထားနေခြင်းမတူကိုအလေးထားပြီးတော့ကြိုးစားတာတစ်ခုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားပြီးကြိုးစားတာတစ်ခုဓမ္မကိုအလေးထားပြီးတော့ကြိုးစားတာတစ်ခုအဲ့ဒီလိုအလေးထားတန်ဖိုးထားပြီးတော့ကြိုးစားအထောက်မဲ့ဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုစိတ်တွေမသွားအောင်မကောင်းတာဆိုတာအကုသိုလ်မဖြစ်အောင်ကောင်းတဲ့ဘက်ကိုစိတ်တွေသွားအောင်ကောင်းတယ်ဆိုတာကုသိုလ်တွေမိမိတဏ္ဍမှာဖြစ်အောင်ဒီလိုကြိုးစားအထောက်ကြရမှာဖြစ်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကအာဓိပတိယသုတ်ဆိုတာဟောထားတာရှိတယ်အဲ့ဒီအာဓိပတိယသုတ်ကိုခြုံငုံပြီးတော့ဒီကနေ့ဟောကြားပေးခြင်းဖြစ်ပါတယ်ဟောအလေးထား၍စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်မိမိကိုမိမိအလေးထား၍မိမိရဲ့ပတ်ဝန်းကျင်လောကကြီးကိုအလေးထား၍မြတ်စွာဘုရားဟောကြားတဲ့အမှန်တရားတွေကိုအလေးထား၍
အလေးနဲ့ဆင်ခြင်စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကောင်းအောင်ပြင်တယ်ကောင်းအောင်ပြင်တယ်ဆိုတာမကောင်းတဲ့ဇယိုက်တွေကောင်းလာအောင်အကုသိုလ်တွေဖယ်နိုင်အောင်ကြိုးစားတယ်ကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားတယ်အကုသိုလ်မှန်သမျှရှောင်လို့ကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံစေအောင်စိတ်ဖြူစင်အောင်ထားနိုင်အောင်ကြိုးစားအားထုတ်ကြတယ်အဲ့ဒါလို့အားထုတ်ခြင်းသည်သာလဲမှန်ကန်တဲ့လောက်ရဖြစ်တယ်ဒီလိုလုံးမှသာလဲလူဘဝတစ်ခုရလာရအကျိုးဘုရားသာသနာတော်နဲ့ကြုံတွေ့ရအကျိုးမြတ်စွာဘုရားရဲ့အကြောင်းသိပင်လေနေရာတိုင်းမှတ်တမ်းတင်ထားတာမရှိဘူးသို့တော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလွတ်မသွားအောင်တရားတွေကိုသာလဲဥစားပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်ဒါလည်းတနည်းအားဖြင့်ကျေးဇူးတင်စရာအလွန်ကောင်းတယ်အနိုးဆိုရင်အဆုံးအမတရားတော်ကနည်းနည်း story တွေကများနေမှာဖြစ်လိမ့်မယ်ပေါ့အခုတော့ story ဆိုတဲ့အကြောင်းအရာအထုပ်ပတ်တိကအနည်းငယ်သာပါပြီးတော့ပြောဆိုခဲ့တဲ့အဆုံးအမစကားတွေကပို့ပြီးတော့ပြည့်စုံတယ်အဲ့ဒါကျေးဇူးတင်စရာကောင်းတယ်ကျေးဇူးတင်စရာကောင်းတယ်ပညာရက်တွေများစွာဉာဏ်ရစ်တယ်ပေါ့သို့တော်များစွာဉာဏ်ရစ်တော့လည်းပဲဖျားဟောသမျှတရားတွေအလုံးကိုမှတ်တမ်းတင်နိုင်သလားလို့ဆိုမတင်နိုင်ပါဘူးအချို့ဝက်တော့တာမှတ်တမ်းတင်မြတ်စွာဘုရားဟောသမျှတွေလည်းအကုန်လုံးမှတ်တမ်းတင်တာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကုန်လုံးသိသမျှကိုအကုန်ဟောတာလားဆိုမဟုတ်ဘူးဟောတဲ့ဟောတိုက်တာတော့ပဲဟောတယ်အကုန်ဟောတာမဟုတ်ဘူးသို့တော့သစ္စာလေးပါးမဂ္ဂင်၈ပါးနိဗ္ဗာန်ရဖို့လမ်းကြောင်းကတော့ပြည့်ပြည့်စုံအောင်ဟောခဲ့တာဖြမစရိယာလို့ဆိုရဒီအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လောက်အောင်ကတော့အကျင့်လမ်းစဉ်ကတော့ပြည့်ပြည့်ဝဝဟောခဲ့တာဖြစ်တယ်တချို့အကြောင်းအရာတွေကမြတ်စွာဘုရားကမဟောခဲ့ဘူးအကြောင်းတိုက်ဆိုင်မှသာဟောတာအကြောင်းတိုက်ဆိုင်မှုမရှိမဟောဘူးမြတ်စွာဘုရားဘာလို့လဲဆိုရင်ဟောမယ်ဆိုလို့ရှိရင်လည်းမေးတဲ့လူတွေကအမျိုးကြီးမှာစัจ java လာပဲဆိုတာဘယ်နှခုရှိသလဲလူတွေကဘယ်ဘဝကစလာကြတာတော့ဒီလောကကြီးရဲ့အစဘာတော့ဆိုပြီးတော့ဒီလိုမေးကြမဲ့လူတွေကအစသူ့နွားပြောက်သွားလို့နော်လက်စွပ်ပြောက်သွားလို့လာမေးတဲ့လူတွေကလည်းအများကြီးနေမှာပဲအဲ့လိုဟာမျိုးတွေနဲ့ဖြစ်နေမှာပေါ့နော်ကြာရင်ဘေးရင်ဆရာဖြစ်သွားလိမ့်အဲ့ဒါကြောင့်မို့အဲ့ဒါမျိုးတွေမဟုတ်ဘူးသို့တော့မြတ်စွာဘုရား cosmology လို့ခေါ်တယ်စัจ java လာအကြောင်းကိုတော့ကြောင်းတိုက်ဆိုင်လာတဲ့အခါမှာတော့ဟောပေးတာလေးတွေရှိတယ်စိတ်ဝင်စားစရာလေးပေါ့ကြောင်းတိုက်ဆိုင်လာရင်မြတ်စွာဘုရားဟောပေးမြတ်စွာဘုရားဟောတဲ့ cosmology စัจ java လာနဲ့ပတ်သက်တဲ့ဟောပြောချက်ကသုလနိကာလောကဓာတုတုတ်တို့အင်္ဂုတ္တပါဠိတော်မှာရှိမြတ်စွာဘုရားကစัจ java လာစက္ကဝါလဆိုတဲ့စကားလုံးကိုအသုံးမပြုခဲ့ဘူးအဲ့ဒီချိန်တော့လောကဓာတုဆိုတဲ့စကားလုံးကိုပဲအသုံးပြုပြီးတော့ဟောတာနော်လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုစက္ကဝါလဆိုတဲ့စကားလုံးကတော်တော်လေးနောက်ကျမှဣတိကစာပေထဲမှာရောက်လာတဲ့စကားလုံးလို့ဒီလိုယူဆရတယ်ဒီစကားဆိုတာတဖြည်းဖြည်းဝင်လာတာလေ living language တို့ရဲ့ထုံးစံတိုင်းလူတွေကပြောနေရတယ်ထွင်းပြီးတော့ဝင်လာတာစကားတွေဆိုတာရပ်နာမှာမဟုတ်တာ that language ဆိုတာကြတော့ပြောတဲ့လူမရှိတော့ဘူးဆိုရင်သေသွားတဲ့ဘာသာစကားတစ်ခုပါဠိစာပေကိုနောက်တိုင်းကလူတွေက that language လို့ပြောကြတယ် Latin စကားလည်း that language နော်အဲ့ဒီဘာသာစကားတွေကခဏပြောတဲ့လူတွေမရှိတော့သူကရှင်သန်မနေဘူးပေါ့ရှားဆိုင်သွားပြီဆိုတဲ့အဓိပ္ပာယ်သေသွားပြီလို့တော့ပြောတာတော့မဟုတ်ဘူးရပ်ဆိုင်နေသွားပြီဒီဘာသာစကားကအသုံးမရှိတော့ဘူးရပ်ဆိုင်သွားပြီ dead language သူသုံးတယ် living language ဆိုတဲ့ဟာကျတော့ရှင်သန်နေတဲ့ဘာသာစကားဗမာလူမျိုးတွေကဗမာစကားတွေပြောနေတော့ရှင်သန်နေသည်လို့ဗကံပိခိတ်ကပြောတဲ့စကားသံတွေနဲ့ခဏပြောတဲ့စကားသံတွေကကွဲပြားခြားနားဟောဆိုရှင်သန်နေတဲ့သဘာဝရဲ့အဓိပ္ပာယ်ပဲဒီတလုံးကိုဒီတလုံးတိုင်းဆွဲဆွဲမြဲမြဲပြောနေလို့ရှိရင်တော့ရှင်သန်တယ်လို့ပြောလို့ရမှာမဟုတ်ဘူးနော်ရှင်သန်နေတယ်ဆိုတာစကားလုံးတွေကတွေ့ထင်ပြီးတော့ပြောနေကြမှာပဲဖြစ်တယ်
အဲ့တော့မြတ်စွာဘုရားကပထမဆုံးစัจ java လာအကြောင်းကိုဟောတဲ့အခါမှာလောကဓာတုဆိုစကားလုံးကိုအသုံးပြုပြီးတော့ဟောခဲ့တယ်အဲ့ဒီမှာဘာကြောင့်ဟောတာတော့လို့ဆိုတော့အမေးရှိလို့ဟောတာတကယ်ကတော့ဒီ cosmology ကိုမြတ်စွာဘုရားနိဗ္ဗာန်ရဖို့အတွက်ဘာမှပတ်သက်တာမဟုတ်သည့်အတွက်ကြောင့်ဟောလို့ရင်မဟုတ်ဘူးရှင်အနန္ဒာကအရုဏဝတီသုတ်တံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောမြတ်စွာဘုရားကအရုဏဝတီသုတ်တံမှာဝိတ္တပုမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တစ်ပါးအဲ့ဒီယဟန်တော်တစ်ပါးဟာသူကမြတ်စွာဘုရားရဲ့တိုက်တွန်းချက်အရာကောင်းကင်ယံကိုတက်ပြီးတော့သမဘဝင်စားပြီးတဲ့အခါမှာစัจ java လာကြားအောင်စัจ java လာတိုက်တည်ကြားအောင်သူကမြတ်စွာဘုရားဟောတဲ့ဂါထာလေးတစ်ပုဒ်ကိုကောင်းကင်ယံကနေရွတ်တယ်ယောဣမတ္တမိဓမ္မဝိနည်းအပ္ပမတ္တောဝိဟတတိပါဟာယဇာတိတန္တရံဒုက္ခတန္တံဂရိတတိဓမ္မဝိနည်းဆိုတဲ့သာသနာတော်မှာတဲ့ကျိုးကျိုးဆာဆာနေမယ်ဆိုလို့ရှိရင်အထက်ထပ်မွေးဖွားပြီးတော့တန်တရားလဲရတဲ့တန်တရားကိုဆင်းရဲကနေပြီးတော့ဒီဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်တန်တရားလဲရတဲ့ဒုက္ခကြီးကိုအဆုံးသတ်နိုင်မှာဖြစ်တယ်လို့ဒီအဓိပ္ပာယ်ပါတဲ့ခါထားလေးကိုဟောအဲ့တော့စัจ java လာ1000ကကြားအောင်သူကစัจ java လာ1000ကကြားအောင်ဒီမြတ်စွာဘုရားရဲ့ဝိတ္တပုမြတ်စွာဘုရားရဲ့တပည့်ကဒီလိုစွန့်နိုင်တယ်လို့ဆိုတော့ရှင်အနန္ဒာကသိကျင်တာအရှင်ဘုရားတဲ့သူက1000ကြားအောင်ပြောနိုင်တယ်မြတ်စွာဘုရားကဘယ်လောက်ကြားအောင်ပြောနိုင်တော့ဗျာဆိုတော့မြတ်စွာဘုရားကအနန္ဒာသူကသာဝကငါကဗုဒ္ဓတူတာမှတ်လို့ပထမမပြောဘူးအဲ့တိုင်းပဲပြောတယ်နော်ဟိုကသာဝကပဲငါဗုဒ္ဓအဲ့ဒါကိုသိကျင်တော့ရှင်အနန္ဒာကပ်မေးတဲ့အခါကျတော့မြတ်စွာဘုရားမင်းစัจ java လာ3မျိုးအကြောင်းကိုကြားဘူးလားဆိုပြီးတော့ဟောတော်မူပါဗျာဆိုတော့အဲ့ကျတော့မှဟောစัจ java လာအကြောင်း3နော်စัจ java လာတွေဖွဲ့စည်းပုံကိုပြောလိုက်တာစัจ java လာဂရေတသိန်းအကြောင်းထီအောင်စัจ java လာ1000ကနေပြီးဂရေတသိန်းထီအောင်မြတ်စွာဘုရားအဲ့ဒီဂရေတသိန်းသောစัจ java လာတိသဟတိမဟာသဟတိလောကဓာတုလို့ဆိုလောကဓာတ်ကိုမြတ်စွာဘုရားဟာအတန်နဲ့လောကလူသားတွေအလုံးကြားအောင်ပြောနိုင်တယ်ဘယ်ပုံကြားအောင်လုပ်တယ်လဲလူတွေဆိုတာလေဒီစัจ java လာဆိုတာအချိန်ချင်းနဲ့တူချင်မှတူမအောင်အိတ်တဲ့လူကအိတ်နေမှာလေရှိမှာနော်အိတ်တဲ့စัจ java လာအိတ်နေနေလေဖြစ်နေတဲ့စัจ java လာနေလေညဖြစ်တဲ့စัจ java လာညမတူညီတဲ့အနေအထားမျိုးတွေရှိကြအဲ့ဒီအချိန်မှာအာလုံးတတိမူမိအောင်မြတ်စွာဘုရားမလုပ်လိုက်တော့ဆိုညခုံးမှာရှိတဲ့ညခုံးမွေးတော်မူဆန်းတော်မှာရှိတဲ့ဆံမဲမြို့သောရောင်ခြည်တော်ကိုလွတ်ပြီးတော့လောကကြီးတစ်ခုလုံးကိုအမှောင်ချလိုက်တယ်လင်းနေတဲ့အချိန်မှာအမှောင်ချပြစ်လိုက်တဲ့အခါကျတော့အားလုံးကကြီးမားတဲ့အမှောင်တူကြီးကိုမြင်ပြီးကြောက်လန့်တကြားဖြစ်သွားလင်းနေရကမှောင်သွားတယ်လို့သူဆိုမှောင်တဲ့နေရာလဲပိုးမှောင်သွားတယ်ဆိုဘာဖြစ်တာပါလဲဆိုလူတွေဟာလှုပ်လှုပ်ရွရွလှူထလာတဲ့အချိန်လေးမှာအုံနှလုံးမွေးညင်းဆိုတဲ့မြတ်စွာဘုရားရဲ့လက်ရည်ခွေပြီးတော့နေတဲ့မွေးညင်းလေးရခုံးတစ်ခုကြားမှာရှိတဲ့အုံနှလုံးမွေးညင်းကဖွေးဖွေးလှုပ်နေတဲ့ဩရတရောင်ချီတော်ကိုလွတ်လိုက်အခါမှာအမှောင်တူကြီးကပျောက်ကွယ်သွားပြီဖွေးလက်သွားတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားဒီတရားကိုဟောလိုက်တာ
အဲ့ဒီနီးနဲ့ဒီစัจ java လာမှာရှိတဲ့တရားတွေအားလုံးကြားအောင်လို့မြတ်စွာဘုရားကအတန်ပြုခဲ့တယ်လို့အဲ့ဒီလိုရှင်အနန္ဒာရဲ့မေးလျောက်မှုကြောင့် cosmology ဆိုတဲ့စัจ java လာအကြောင်းကိုဟောတာယင်းကဟောထားဘူးတဲ့ပြည့်ပြည့်စုံစုံကတော့နော်သုရဏိကလောကဓာတုသုတ်ဆိုတာရှိတယ်အဲ့တော့အခုကဒါပြောလို့ရင်မဟုတ်ဘူးမြတ်စွာဘုရားမဟောတာတွေအများကြီးရှိတဲ့အကြောင်းနော်ဟောတာတွေလည်းရှိတဲ့အကြောင်းအဲ့ဒီလိုမြတ်စွာဘုရားဟောသမျှတရားတော်တွေကိုအကုန်လုံးမှတ်တမ်းတင်နိုင်တာမဟုတ်ဘူးဟောတာကလည်းအလွန်နည်းတယ်အကျိုးရှိတဲ့အခါအကြောင်းတိုက်ဆိုင်လာမှဟောတာဖြစ်လို့အဲ့ဒီတရားတော်တွေကိုမှတ်တမ်းတင်ပြီးတော့ထားတာအခုအဲ့ဒီမှတ်တမ်းတင်ထားတဲ့ထဲပဲမြတ်စွာဘုရားတရားကိုသာလည်းမှတ်တမ်းတင်တာမဟုတ်ဘဲနဲ့အခုလိုယန္တာပုဂ္ဂိုလ်တွေဟောသွားတဲ့မှတ်သားလိုက်တဲ့တရားတွေနတ်တွေပြမာတွေလျှောက်ကြားသွားတဲ့မှတ်သားလိုက်တဲ့တရားနဲ့ပတ်သက်တဲ့စကားတွေဒါတွေအလုံးကိုမှတ်တမ်းတင်ထားမှတ်တမ်းတင်ထားတဲ့ထဲမှာအခုထေရဂါထာဆိုတဲ့ကျမ်းကမထေမြတ်တို့ရဲ့အမတ်တရားစကားများဆိုတာမှတ်တမ်းလုပ်ထားတော့ဘုန်းကြီးတို့တွေအခုကြားနာခွင့်ရအဲ့တော့ကင်္ခာယေဝရဆိုတဲ့ကိုတော့မှတ်တမ်းတင်တဲ့အခါမှာအတ္တဂရာတွေကသူဟာဘယ်မျိုးသားလဲလို့ဆိုရင်တာဝတိမျိုးသားတဲ့တာဝတိမျိုးတဲ့ကပတ်စံချမ်းသာတဲ့မျိုးရိုးတဲ့ကနေပြီးတော့လူဖြစ်လာတဲ့ပုဂ္ဂိုလ်စေတော်အကြောင်းမြတ်စွာဘုရားကြွရောက်သတင်းသုံးတဲ့အချိန်မှာတာဝတိမျိုးသူမျိုးသားတွေကမြတ်စွာဘုရားစီသွားပြီးတရားနာကြတယ်အဲ့ဒီတရားနာတဲ့တရားနာပရိသတ်ထဲမှာသူပါသွားတယ်ပါသွားပြီးတရားနာလို့သူဟာကြီးညိုတရာပွားပြီးတော့လူဘဝကခွာရှောင်ပြီးတော့ယဟန်ပေါင်ဝတ်သွားတယ်လို့ဒါအထက်ကရာတွေမှာဒီလိုဆိုတယ်သို့တော့ကွဲလွဲချက်ကဘာဖြစ်လဲကွဲလွဲချက်တွေရှိလာတယ်မှတ်တမ်းတင်တာကွဲလွဲမှုရှိလာအပဌာနာဆိုရယ်ပါဠိတော်ကသူကိုယ်တိုင်ပြန်ပြောတဲ့ autobiography ပုံစံမျိုးနဲ့သူကိုယ်တိုင်ပြန်ပြောတဲ့စကားဟာအဲ့ဒါတွေကိုမှတ်တမ်းယူကြည့်သူကိုယ်တိုင်ပြန်ပြောတာကြတော့သာဝတိမျိုးကမဟုတ်ဘူးအဲ့တော့သူကိုယ်တိုင်ပြောတာကိုပဲပုံပြီးတော့မှတ်တမ်းတင်ရမှာဖြစ်တယ်ပေါ့အတ္တကရာပြောတာကိုမေ့ထားလိုက်တော့နော်သာဝတိမျိုးသားဆိုတာမေ့ထားလိုက်ပြီသူကိုယ်တိုင်ပြောတဲ့အတိုင်းမှတ်ကြည့်အောင်သူဟာဘယ်မျိုးသားလဲဘယ်သူလဲဆိုတာကိုအပ္ပဒံပါဠိတော်မှာသူကဘယ်လိုပြောတော့ပစ္စည်းမေစဘဝေဓာနိနောက်ဆုံးဘဝသူရောက်လာသူရဲ့နောက်ဆုံးဘဝဆိုတာဘယ်ကနေစပြီးသူလူလောကထဲမှာထင်ရှားလာတော့ဆိုဒီကဘာကနေပြန်ရည်တွက်လိုက်လို့ရှိရင်ကဘာတသိန်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဆိုပွင့်ခဲ့တယ်အဲ့ဒီဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာဘုရားနဲ့တွေ့ဆုံပြီးကြီးညိုသရာပွားပြီးကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်အဲ့ဒီကနေပြီးကုသိုလ်တွေလုပ်လို့ဘဝတန်တရားဆက်ဆက်တန်တရားလဲခဲ့ပြီးတော့အခုနောက်ဆုံးဘဝလို့ဆိုတဲ့အချိန်မှာဂေါတမမြတ်စွာဘုရားပွင့်တဲ့အချိန်သူ့ရဲ့နောက်ဆုံးဘဝဒီမှာလူလာဖြစ်တယ်လို့ပြောတာပစ္စည်းမေစဘဝေဓာနိယခုနောက်ဆုံးဘဝမှာတော့တဲ့ဇာတောဟံကောလိယပုရိကောလိယမျိုးမှာသူမွေးခဲ့ပါတယ်လို့ဆိုတယ်ကောလိယဆိုတာတာကိယနဲ့ကောလိယနှစ်ခုရှိတယ်တက္ကတိုင်းမှာတာကိယနဲ့ကောလိယမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကောလိယဆိုတာမေတော်အမျိုးတာကိယဆိုတာခမည်းတော်အမျိုးအဲ့ဒီမိဘက်ဖဘက်အမျိုးတွေကအမေဘက်ကအမျိုးကောလိယမြို့မှာသူဟာမွေးဖွားခဲ့သူဖြစ်တယ်ဆိုတော့ကောလိယမှာဆိုရင်တော့သူကမင်းမျိုးအနေနဲ့မွေးဖွားခဲ့သူလို့သူတို့ဆိုမင်းမျိုးဖြစ်ခဲ့တယ်ဒါကြောင့်မို့သူကပြန်ပြောတယ်ခတ္တိယေကုလတံပန်နေဖိတေအိဋ္ဌိမဟာတနေသူနောက်ဆုံးဘဝမှာကောလိယမင်းမျိုးမှာသူမွေးခဲ့တာတဲ့ဖိတေအိဋ္ဌိမဟာတနေ
အဲ့ဒီအချိန်မှာသာယာဝပြောတယ်အားလုံးပြည့်စုံတယ်စီးပွားဥစ္စာတိုးတက်စီးပွားဥစ္စာဘလောက်တိုးတက်တယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီခေတ်ကချမ်းသာပုံကတစ်မျိုးတော့ခုခေတ်လိုတော့ကာကြီးတွေတော့သိနိုင်မှုပေါ့ရှိမှမရှိတာတိမ်များလည်းမရှိသူတို့ချမ်းသာကြွယ်ဝမှုကလူတမချမ်းသာကြွယ်ဝမြတ်စွာဘုရားရဲ့ဖခင်ကြီးတော်သုတ္တရဏမင်းကြီးအိမ်မှာဆိုရင်အလုသမားတွေကိုနေ့စဉ်သက်လေးတံပေါက်ထမင်းနဲ့ကျွေးတာတဲ့အဲ့ဒါသာစဉ်းစားကြည့်ဒီပြင်အိမ်တွေမှာဆိုရင်စကွဲထမင်းနဲ့ပအုံးရည်ဟင်းလေးနဲ့ပဲကျွေးတယ်ဒီဘုရားရဲ့မြတ်စွာဘုရားရဲ့လောင်းတော်တို့ရဲ့အိမ်မှာဆိုလို့ရှိရင်နော်ကောင်းပြီဆိုတဲ့အစားအစာတွေကျွေးတယ်လို့သူတို့ဆိုတယ်ချမ်းသာလို့ကျွေးတာနော်ချမ်းသာကြွယ်ဝမှုရှိကြတယ်အဲ့တော့ဒါကြောင့်လို့သူကပြောတာခတ္တိရေကုလတံပန်နေတကယ်ကိုဆွေကြီးမျိုးကြီးမင်းစိုးရာစာမျိုးတွေမှာတဲ့ဖီတီဟောပြောတယ်သားရတယ်အိတ်တီပြည်စုံတယ်မဟာတဏီဥစ္စာဒနာကြွယ်ဝချမ်းသာတယ်ဆိုတဲ့အမျိုးမှာသူဟာလူဖြစ်ခဲ့တာပါလို့တော့သူ့ဘဝသူပြန်ပြောပြတဲ့စကားပဲအဲ့ဒါလို့ပြောပြီးသူဆက်ပြောတာယထာကပိလဝဋ္ထုသမိဗုဒ္ဓဓမ္မမထေတယိမြတ်စွာဘုရားဟာကပိလဝမြို့ကိုကြွလာတာပထမချိန်ကြွတာရှိတယ်ပထမချိန်ကြွတာဆိုလို့ရှိရင်ဘုရားဖြစ်ပြီးတဲ့နောက်တစ်နှစ်အကြာတပေါင်းလာပြီးမှာတပေါင်းလာပြီးတော့တဲကနေစပြီးခရီးထွက်ပြီးစုံလာပြီးမှရောက်သွားတာအဲ့ဒါပထမအချိန်ကြွတာနောက်ကြွတဲ့အချိန်တွေလည်းရှိသေးတယ်ဘယ်အချိန်ရင်လို့တော့မသိဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကပိလဝမြို့ကိုကြွလာတဲ့အခါမှာတဲ့တရားဓမ္မကိုဟောပြောခဲ့တယ်ဆွေတော်မျိုးတော်တွေကိုတရားဟောတယ်နော်ယထာကပိလဝဋ္ထုသမိဗုဒ္ဓဓမ္မမထေတယိမြတ်စွာဘုရားဟာကပိလဝမြို့မှာတရားဟောခဲ့တယ်တဲ့တဒါပတန်နောတုကတိပပ္ပစိအနာခါရိယအဲ့ဒီမှာတာဂုမင်းသားတွေကောလိယမင်းသားတွေဟာမြတ်စွာဘုရားပေါ်မှာကြီးညိုပြီးတော့ယဟန်ဝတ်ကြတာအများကြီးပဲအဲ့ဒါလို့ယဟန်ဝတ်ကြတဲ့အထက်မှာသူလည်းအဲ့ဒီထဲမှာပါဝင်ပြီးတော့အဲ့ဒီတော့ကယဟန်ဝတ်ခဲ့တယ်ဘုရားတရားနာရတဲ့အခါမှာကြီးညိုသရာပွားပြီးတော့တောထွက်နော်တောထွက်ပြီးသာသနာပေါ်ဝင်လိုက်တယ်ပေါ့သာသနာပေါ်ရောက်လာတဲ့အခါမှာသူ့ရဲ့စိတ်နေသဘောထားအားလျော်စွာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဝိနိသိက္ခာပုဒ်ပြညတ်ထားတာရှိတယ်အဲ့ဒီပြညတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လောက်ကောင်းလားမလောက်ကောင်းလားဆိုတဲ့အပေါ်မှာတန်တရားသူများတဲ့ချီးတဲ့ပုဂ္ဂိုလ်ဖြစ်လာတန်တရားချီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့သူကအမြဲတမ်းတန်တရားအားကြီးတဲ့ပုဂ္ဂိုလ်လူဆိုတာတယောက်နဲ့တယောက်မတူတန်တရားချီးတဲ့ပုဂ္ဂိုလ်ဘယ်သူမှမသိငါဘူးနော်တန်တရားချီးလွန်းတဲ့ပုဂ္ဂိုလ်အဲ့မှာသူပြန်ပြောတာပါပြောတော့ဆိုကင်ခာမေဘဟုလာအာတိသူကအမြဲတမ်းတွေးတောတယ်တွေးတောပြီးတော့သူမဆုံးဖြတ်နိုင်ရင်တန်တရားဖြစ်တော့ပေါ့ဟုတ်လားသူရတွေးမှတန်တရားဆိုတာဖြစ်တာဟုတ်ဘာမှမတွေးဘဲနဲ့အေးအေးဆေးဆေးနေတဲ့လူလည်းရှိတာသူကတော့မဟုတ်ဘူးတွေးတယ်အတွေးများတဲ့အခါကျတော့ကင်ခာမေဘဟုလာအာတိကပ္ပကပ္ပေတဟိန်တဟိန်ထိုကိစ္စတွေမှာယဟန်တန်ဃာတွေလုတ်ကောင်းသလားယဟန်တန်ဃာတွေနဲ့အဆတ်သလားသို့မဟုတ်မလုတ်ကောင်းဘူးလားမအဆတ်ဘူးလားဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့သူဟာတန်တရားပွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့အဲ့လိုတန်တရားပွားခဲ့တယ်ဆိုတဲ့အကြောင်းသူပြန်ပြောတယ်အဲ့တော့သူတန်တရားပွားပုံလေးတစ်ခုကိုပြောပြမြတ်စွာဘုရားကယောပနဘိက္ခုဝိကာလေခာရဏိယံဝါဘောဇနိယံဝါခာရယဝါဘုံစေယဝါပါစိတ္တိယံဝိကာလအချိန်စွန့်စားရမယ့်အချိန်မဟုတ်တာ
နေ့မွန်းလွဲတဲ့အချိန်ကနေပြီးနောက်တည့်အာယုမတက်မီအတွင်းဝိကာလအချိန်မှာခဲဝယ်ဘောဇဉ်ကိုစားမယ်ဆိုရင်ပါစိတ်အဘသင့်တယ်လို့မြတ်စွာဘုရားအဲ့လိုပြောအဲ့ဒီပဲခဲဝယ်ဘောဇဉ်ဆိုတဲ့နေရာမှာခဲဝယ်ဆိုတာလူတွေကြွကြွဝါစားတဲ့မုတ်ပဲသေးစားခဲဝယ်ဘောဇဉ်ဆိုတာအမာကန်စားတဲ့ထမင်းဟင်းလို့ပြောပါစို့နော်အဲ့ဒီခဲဝယ်ဘောဇဉ်တွေကိုဝိကာလအချိန်မှာမစားရဘူးလို့ပြီးတော့ကာလိက၄မျိုးဆိုပြီးတော့သတ်မှတ်ထားတာရှိတယ်နော်ယာဝကာလိကတဲ့ဘုန်းကြီးတွေရဲ့အသုံးလေးပါယာဝကာလိကဆိုတာမနေ့အာယုတက်တဲ့အချိန်ကနေပြီးတော့12နာရီအတွင်းအချိန်လေးမှသုံးရတဲ့စားရတဲ့ဆွမ်းတို့မုံတို့မုံပဲသေးစားသီးနှံမျိုးစုံအဲ့ဒါကိုယာဝကာလိကလို့ခေါ်တယ်ယာဝကာလစားချိန်အတွင်းသာစားနိုင်တယ်လို့ဆိုလိုတဲ့ပစ္စည်းကတစ်မျိုးနော်အဖြောယမကကြတော့ယာမကာလိကတဲ့ပထမယံအတွင်းမအိတ်ခင်ညနေမှာအဖြောယမကကပ်ပြီးနောက်တည့်ရမကူရဘူးဒီမှာပဲတောင်းအောင်ယာမကာလိကအဲ့ဒါကတခုတတ္တဟကာလိကဆိုတာတခါကပ်ခံထားလို့ရှိရင်9ရက်ထားနိုင်တယ်ထောပတ်တို့ပြားရည်တို့နော်စီတို့စီဥတို့တင်းလဲတို့ဆိုတာတွေအဲ့ဒါတွေက9ရက်ဆိုပြီးတော့ထားတတ္တကာလိကနောက်ဆေးပစ္စည်းယောဂရှိလို့သုံးဖို့ဆေးပစ္စည်းဆိုတာじゃတခါကပ်ခံနိုင်ရင်တစ်သလုံးကပ်ခံရမလို့တော့ဘူးအဲ့လိုယဟန်တန်ဃာတွေမှာနော်ယာဝကာလိကကာလဆိုတာအချိန်ပိုင်းလေးကာလိကအချိန်ပိုင်းရှိတဲ့ပစ္စည်းလို့သူတို့ပြောတာနော်ယာဝကာလိကတမနေ့ပဲယာမကာလိကတညနေပဲတတ္တဟာကာလိက9ရက်သက်တမ်းရှိတယ်ယာဝဇီဝိကတစ်သလုံးသက်တမ်းရှိတဲ့ပစ္စည်းအိဆွမ်းရမဖြစ်ဘူးလို့ပြောတာပေါ့နော်ယာဝကာလိကအိဆွမ်းရဖြစ်သွားပြီမနေ့မုံတွေပါတွေမနေ့ကထားလို့ရှိရင်12နာရီကျော်ရင်စွန့်ပြစ်ရဆိုင်တော့ဘူးကိုယ်ဘုန်းကြီးပစ္စည်းတွေယူချင်တာယူဘုန်းကြီးတွေဘာမှမဆိုင်ဘူးနော်မနေ့ကထားတဲ့အစားအစာသူ12နာရီကျော်ရင်သူမပိုင်တော့အဲ့ဒါလို့ဘုန်းကြီးတွေစာအာဟာရနဲ့ပတ်သက်ပြီးတော့၄မျိုးခွဲတာရှိတယ်တရက်တော့ဒီရှင်ကင်္ခာယေဝရကခီးသွားတာသူ့နောက်ပါတပည့်တွေနဲ့သူခီးသွားတဲ့အခါကျထညက်လုတ်တဲ့ထညက်ချက်တဲ့ဖိုးကိုသွားချိတယ်ထညက်ခဲတာကိုသွားကြည့်အဲ့ဒီခေတ်တုန်းကထညက်ခဲထဲမှာဘာတွေထည့်တုံးဆိုမုံညက်ထည့်တယ်ခဲအောင်လို့ထညက်ထဲမှာမုံညက်ထည့်တယ်ပြာထည့်တယ်နော်ပြာထည့်တယ်ခုခေတ်တော့ဘာတွေထည့်တုံးဆိုပြောတဲ့ကြောင်ဦးတော့ကိုတော့ထညက်ဖို့မရောက်ဘူးတော့ဘာတွေချက်မှမသိဘူးအဲ့တော့ဟိုရင်ထနောင်းခောက်တွေပါထည့်တယ်လို့ကြားတယ်အရက်ချက်ရင်လည်းထနောင်းခောက်ထည့်တယ်ဒါမှမဟုတ်ထနောင်းမင်းလေးခွာထားကြတာအဲ့မှာအဲ့ဒါလို့ထညက်ချက်တဲ့အခါမှာထည့်တဲ့အခါမှာသူတခုခုမြန်မာအောင်ထုံးထည့်တာလည်းရှိတယ်နော်ထည့်တာရှိတယ်အဲ့စာထဲမှာတော့သူဝင်ကြည့်လိုက်တဲ့အခါမှာပြာထည့်တယ်တဲ့မုံညက်ထည့်တယ်အဲ့ဒီနှစ်ခုထည့်ပြီးတော့ထညက်လောက်တာကိုသူတွေးခဲ့တဲ့အခါကျတော့မုံညက်ဆိုတာမနေ့ပဲစားလို့ရမယ်ယာဝကာလိကဖြစ်တယ်ထညက်ဆိုတာကျတော့တင်းလေမြတ်စွာဘုရား9ရက်အကခံထားနိုင်တဲ့အထက်မှာပါတယ်တတ္တဟာကာလိကသူကအဲ့ဓာတွေထဲ့တာမြင်တဲ့အခါကျတော့ဟာထညက်ညနေမစားကောင်းဘူးနော်သူတို့တွေမစားကြနဲ့ညနေမစားကောင်းဘူးဒီထဲမှာမုံညက်တွေပါနေပြာတွေပါနေမစားရဘူးဆိုပြီးတော့အဲ့ဒါလို့ထညက်ကိုတပည့်ပရိသတ်နဲ့တော့တန်လျာရှိတယ်ဒီထဲကိုမုံညက်တွေပါနေတယ်အဲ့ဒါညနေမစားကောင်းဘူးဆိုမစားတန်လျာရှိတယ်သူကနော်မစားကောင်းတဲ့ဟာဖြစ်မယ်မြတ်စွာဘုရားကဒီဂုလဆိုတာအကြောင်းရှိလို့ရှိရင်ထညက်ကိုညနေမှာဒေနာယောဂါတို့ဘာလို့ရှိရင်စားကောင်းတယ်လို့သူတို့ခွင့်ပြုထားတာ
သူကတန်တရားရှိပြီးတော့မစားကောင်းဘူးဆိုသူတပည့်တွေရောမစားကြဘူးရှောင်ကြအဲ့ဒါကတစ်ခုနောက်တစ်ခုကျတော့သူလမ်းသွားရင်ဘာတွေတွေ့တော့ဆိုလူမစင်ပုံတွေ့တယ်အဲ့ဒီမစင်ပုံကကလားဆိုတော့ကလပဲတွေပဲနောက်တွေစပြီးတော့ပါထားတဲ့မစင်ပုံဖြစ်တယ်အဲ့ဒီမစင်ပုံတွေကပဲနောက်ပင်ကြီးကပေါက်တယ်ပေါက်တော့သူကတွေးတယ်ဟာပဲနောက်တွေကစားပြီးတော့လည်းပဲအပင်ပြန်ပေါက်တယ်လူဖိုက်ထဲရောက်ပြီးတော့လည်းအပင်ပေါက်တယ်အဲ့တော့ပဲနောက်တွေလည်းမစားတိုက်ဘူးမုတ်ခဆိုနော်အဲ့ပဲနောက်လည်းမစားကောင်းဘူးဆိုပြီးတော့သူကအဲ့လိုတန်တရားနဲ့သူ့တွေလည်းမစားဘူးသူလည်းမစားဘူးတန်တရားရှိလို့ရှောင်းတယ်အဲ့တော့မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့သူ့ရဲ့တန်တရားတွေနဲ့ဖြစ်တော့မြတ်စွာဘုရားဘာပြောတော့ဆိုယဟန်တွေကိုမေးခညက်သေးကိုမုံညက်တို့ပြာတို့ထဲ့တာဘာအတွက်ထဲ့မာဖို့ထဲ့တာပါအဲ့တော့မာဖို့ထဲ့တယ်ဆိုလို့ရှိရင်စားကောင်းတယ်ဆိုမြတ်စွာဘုရားခွင့်ပြုပေးတယ်ဥပဒေပြန်ပြညတ်ပေးရတယ်သူတန်တရားဖြစ်နေနောက်ပဲနောက်ပင်ကဘိုက်ထဲရောက်ပြီးတော့အစာချေလို့စွန့်တဲ့အခါမှာပြန်ပြီးတော့အပင်ပေါက်တယ်လို့သူကယုံတာအဲ့တော့မြတ်စွာဘုရားအဲ့ဒါကြတော့ကဲစားပြီးတဲ့ပဲနောက်စေးကပေါက်သည်ဖြစ်စေမပေါက်သည်ဖြစ်စေပဲနောက်စားကောင်းပါတယ်လို့ဆိုပြီးတော့ပြန်ရှင်းပြအဲ့ဒါသူတန်တရားနဲ့ပတ်သက်တဲ့ဝိထုဇာလံနှစ်ပုဒ်ပဲသူများလို့မဟုတ်သူကကြံ့ကြံ့ဖမှန်တန်တရားဖြစ်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မို့အဲ့ဒီကစပြီးသူ့ကိုဥကင်္ခာယေဝရလို့ခေါ်ကြတန်တရားကြီးတဲ့ကိုရောဆိုပြီးတော့သူအဲ့လိုခေါ်ကြတယ်အဲ့ဒီလိုကနေပြီးတော့နောက်ပိုင်းကတော့သူတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်တော့ရဟန္တာတော့ဖြစ်မှာပေါ့နော်အဲ့ဒါကိုသူပြန်ပြောပြတာကင်္ခာမေဘဟုလာအာတိသူကတန်တရားတွေကြီးခဲ့တယ်ကပ္ပကပ္ပေတဟိန်တဟိန်ထိုကိစ္စတွေမှာဒါရဟန်းတော်တွေအတွက်အသတ္တလားမအသဘူးလားဆိုတာနဲ့ပတ်သက်ပြီးတန်တရားတွေဖြစ်တယ်သဗ္ဗန္တံဝိနည်းဘုဒ္ဓောထေတ္တဝဓမ္မမုဒ္ဓမမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကောင်းဆုံးဒေသနာတရားကိုဟောပြောပြီးသူ့ရဲ့တန်တရားတွေကိုဖယ်ရှားပေးခဲ့ပါတယ်မြတ်စွာဘုရားကိုကျေးဇူးတင်တယ်ပေါ့။လို့ဆိုသူတန်တရားတန်းလန်းနဲ့လောက်ကောင်းသလားမလောက်ကောင်းဘူးလားနဲ့အဲ့ဒါလိုဖြစ်ခဲ့တယ်တဲ့။သူပြန်ပြောပြတာနော်။အဲ့ဒီလိုတန်တရားကင်းအောင်ဘုရားကရှင်းပေးလိုက်တဲ့အခါမှာစိတ်ချမ်းသာမှုရသွား။ချို့ကြတော့ကိုယ်တီလာလေးကိုကိုယ်ဆင်ရင်ကိုယ်တီလာကိုစင်ကြယ်ခြင်းတဲ့အခါကျတော့ရဟန်းနေမှာဝိနည်းကုတ်ကုတ်စာဆိုတဲ့တန်တရားဖြစ်တတ်တယ်အဲ့ဒါတကယ်စင်ကြယ်အောင်လုပ်ချင်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါအနောက်ရှက်ကြီးတစ်ခုပဲနော်ငါတီလာစင်မစင်ကြယ်လားတန်တရားတွေဖြစ်တယ်အဲ့ဒါလို့တန်တရားတွေများပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့တချို့လဲဘုန်းကြီးတွေကဘုန်းကြီးဘဝနဲ့နေအာဘကရှိတော့တန်တရားတွေများလာတဲ့အခါကျလူထွက်ကြတဲ့ကိုယ်တော်တွေလည်းရှိတယ်တန်တရားကြောင့်လူထွက်တာသူတို့ကိုယ်တီလာကိုအားမရတဲ့အခါလူထွက်လိုက်ကြအဲ့ဒါလို့ဒီမြန်မာပြည်မှာအစဉ်လာတစ်ခုရှိတယ်ဆရာတော်ကြီးတွေအစဉ်လာတစ်ခုဖြစ်ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်တော်မူကနေကြတော့ဖိုးသူတော်ဝတ်လိုက်ကြတာနော်ဘာဖြစ်လို့ဖိုးသူတော်ဝတ်တော့ဆိုရဟန်းဘဝမှာအဘဆိုတာတင့်တတ်တာမတိဘဲနဲ့တင့်နေတဲ့အဘမျိုးကလည်းရှိတတ်တယ်မြတ်စွာဘုရားဟောတယ်အဘတန်းလန်းနဲ့သိလို့ရှိရင်ငရဲနဲ့တိရစ္ဆာန်တစ်ခုပဲလို့ဟောထားတော့ကြောက်တယ်ကြောက်တော့ဘုန်းကြီးဘုရားမှာနေလို့ရှိရင်ဒီသီလမစင်ကြယ်လို့ရှိရင်ငါတို့ဘုရားအဆင်မပြေဘူးအဲ့တော့10ပါးလေးနဲ့ပဲနေတော့မယ်5ပါးလေးနဲ့နေတော့မယ်ဆိုသေမဲ့ယောဂဖြစ်လာပြီဆိုကျွတ်တင်ပြီးလူထွက်ပလိုက်ကြမသေးလို့ရှိရင်ဖိုးသူတော်တန်းလန်းဖြစ်နေကြနော်သေသွားရင်တော့ကိစ္စမရှိဘူးအဲ့ဒါမြန်မာရာဇဝင်မှာရှိတယ်မြန်မာရာဇဝင်မှာရှိတယ်လူကိုလဲကြတယ်ဆိုတဲ့အစဉ်လာလေးတစ်ခုရှိတယ်နော်သေကနေ့မှာဆိုရင်အာဘတန်းလန်းနဲ့မသေးခြင်းလို့လူကိုလဲပြီးတော့5ပါးသီလလေးနဲ့သေချတယ်တန်တရားကြောင့်မို့လို့အဲ့ဒါလို့လုပ်တယ်နော်အဲ့ဒီမှာရှင်ကင်္ခာယေဝရဟာလည်းပဲ
နေမထိထိုင်မချိလို့ပဲဟိုဟာလေးဆိုရင်အမအကလာလုံမလုံကောင်းရင်လားဒါလေးကရောသိက္ခာပုဒ်များထိနေမလားသူ့စိတ်ထဲမှာအဲ့လိုတန်တရားတွေကအလွန်ကြီးနေတော့မြတ်စွာဘုရားကအဲ့ဒီတန်တရားတွေကိုဖျောက်ပြီးတော့ဟောပေးတယ်အဲ့လိုပုဂ္ဂိုလ်မျိုးတွေရှိတယ်ဘုရားလက်ထက်တုန်းကသိက္ခာပုဒ်150 229သွယ်တဲကကဏ္ဍနဲ့တက်ပြီးပြောလို့ဆိုရင်140ကျော်လေးပဲရှိတယ်အလုံး150ထားသိက္ခာပုဒ်150နဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားပြီးဆင်ញင်သုံးသပ်တဲ့ကိုရောတပါးဘုရားသွားလျှောက်တယ်ရှင်ဘုရားတဲ့သိက္ခာပုဒ်တွေကအများကြီးတယ်150ကျော်ရှိတယ်ဒီတော့မကျင့်နိုင်ဘူးတဲ့အဲ့ဒါတွေမကျင့်နိုင်တော့ဘူးတဲ့များလွန်အကြီးတယ်မလိုက်နိုင်ဘူးတဲ့အကုန်လုံးဆိုတော့မြတ်စွာဘုရားအဲ့ဒါဆိုရင်အဲ့သိက္ခာပုဒ်တွေအများကြီးမလိုက်နိုင်ဘူးမင်းတစ်ခုတည်းပဲထိမ့်ဖို့ကွာပဲဘာထိမ့်ရမှာတော့မျက်စိကလေးပဲထိမ့်လို့ပြောတယ်အဲ့တော့စိတ်ထိမ့်လိုက်ရင်လည်းအကုန်ပြီးပါတယ်လို့ဆိုလို့တန်တရားပေါ့နော်တန်တရားဘုန်းကြီးဆိုတာကသင်္ကန်းအသစ်လေးရလာတဲ့အခါမှာလည်းအဋ္ဌံတင်ထားရတယ်မတင်မဲတဲ့ဒီတိုင်းထားလို့10ရက်ကျော်သွားရင်အဘသက်များသင်္ကန်းအသစ်ကလေးကိုဝတ်လို့ရှိရင်လည်းဘိန္ဓုထိုးတယ်ဆိုအပြောက်ကလေးချရတယ်အဋ္ဌံတင်ရတယ်အဲ့ဒါမလုပ်ဘဲနဲ့ဒီတိုင်းဝတ်ရင်လည်းအဘကဖြစ်ပြန်ရောဒါကြောင့်မို့လို့ဒုံလဘဝတ်တဲ့လူတွေပြောတာမင်းတို့ဘာလို့အကုသိုလ်ဝင်းယူချင်တာတော့ဒီတိုင်းနေလည်းပဲနိဗ္ဗာန်ရောက်ပါတယ်လို့နိဗ္ဗာန်ရောက်ပါတယ်ဘုန်းကြီးကောင်းထင်ပြီးဝတ်နေကြတယ်အဲ့တော့ဒုံလဘကိုဒါကိုအားမပေးဘူးလို့ဘာလို့တော့ဆိုရင်တချို့ကဒုံလဘရဟန်းခံပြီးတော့ပတ်စံနေလဲကိုင်နေကြညနေလဲအစာတောက်တွေကိုင်နာတယ်တခါတလေဒီလာကြတဲ့ဒုံလဘတချို့တွေပေါ့နော်အဲ့တော့သိက္ခာပုဒ်တွေကတိမ်ကထွက်ကြတဲ့ပတ်စံလူခံလိုက်ပြီးသွားပြီတိမ်ကနေထွက်လာကြတဲ့ပတ်စံကလက်ထဲရောက်လာအဲ့ဒီကလေးကအာဘတွေကတင့်ကုန်ပြီဟောအဲ့ဒီလူဗမာပြည်မှာတော့ဒုံလဘယဟန်ခန္ဓာဒီပဲနေနိဗ္ဗာန်မြန်မြန်ရောက်မလို့ထင်လို့လားမသိဘူးအဲ့တော့နိဗ္ဗာန်တော့ကျင့်မှရောက်မှာပဲဘုန်းကြီးတို့နဲ့ကျင့်နဲ့ရောက်တယ်လူတို့နဲ့ကျင့်နဲ့ရောက်မှာပဲမကျင့်ရင်ကတော့ဘုန်းကြီးတို့ကပိုဒုက္ခပေးလိမ့်မယ်အဲ့ဒီလိုတန်တရားတွေရှိလာလို့တန်တရားကင်းအောင်ဆိုပြီးတော့ဟောတာဟောတဲ့အခါကျတော့မှသူမြတ်စွာဘုရားကိုကျေးဇူးတင်တယ်တတောဟံတိဏ္ဏတန်တာရောတဒါဇာနဒုက္ခေရတောတန်တရားကင်းသွားတဲ့အခါစိတ်နှလုံးအေးချမ်းသွားပြီးတော့သမထကျင့်စဉ်တစ်ခုကျင့်လိုက်တဲ့အခါဇံကိုအခြေခံပြီးတော့သူဟာနော်ဇံကိုအခြေခံပြီးတော့ဝိပဿနာတရားအားထုတ်လိုက်တဲ့အခါယန္တာဖြစ်သွားတယ်ဝိဟရာမိတဒါဗုဒ္ဓောမန္ဒိတဝါဧတတရပြဝေသူဟာတန်တရားတွေကင်းစင်ပြီးစိတ်နှလုံးအေးချမ်းပြီးတမာရီရအောင်ကျင့်လိုက်တဲ့အခါမှာထိုတမာရီဇံนี่ရလာပြီးတော့ထိုဇံကိုအခြေခံပြီးဝိပဿနာရှုလိုက်တဲ့အခါမှာကိရိတာအတော်တွေကုန်တဲ့ယန္တာဖြစ်သူရောက်သွားတယ်အဲဒီလိုရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုမေးရှိတယ်တဲ့။ဘာမေးရှိတော့ဆိုရင်ယာကာစိကင်္ခာဣဒဝါဟုရဝါနဝေထိယဝါပရဝေထိယဝါယေဇာနိယောတာပစဟန္တိတပ္ပအာတာပိနောဗြဟ္မစရိယံစရန္တာဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားရဲ့ဒီကင်္ခာယေဝရဇံဝင်စားပြီးတော့စိတ်နှလုံးအေးချမ်းစွာတန်တရားတွေလွတ်လွတ်ကင်းကင်းနေတဲ့အခါမှာမြတ်စွာဘုရားကသူ့ဟာသူဥဒန်းကျူးတဲ့ဂါထာအနေနဲ့ဖော်ပြတယ်ဒီပါရမှာတော့သူ့ကိုမြတ်စွာဘုရားကဒီလိုဟောတဲ့ပုံစံမျိုးဖော်ပြထားတယ်နော်အဲ့တော့ဥဒန်းပါဠိတော်မှာပြောထားတဲ့စကားလေးယာကာစိကင်္ခာဣဒဝါဟုရဝါတဝေထိယဝါပရဝေထိယဝါဆိုကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေသူတော်ဘာခန္ဓာနဲ့ပတ်သက်တဲ့အာယုံပဲဖြစ်စေဒီဘဝအတွက်ပဲဖြစ်စေနောက်ဘဝအတွက်ပဲဖြစ်စေတဲ့ယုံမတန်တရားတွေသူဟာဖြစ်ခဲ့တယ်ဝိနည်းနဲ့ပတ်သက်တဲ့ယုံမတန်တရားတွေမဟုတ်ဘူးသူတန်တရားတွေများစွာဝင်ခဲ့ဘူးတဲ့ယေဇာနိနောတာပစဟန္တိတပ္ပ
ဇန်တရားကိုရပြီးဇန်ကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်ရှုမှတ်ပွားများလိုက်တဲ့အခါအဲ့ဒီတန်တရားတွေဟာလုံးဝကင်းစင်သွားပါတယ်သောတာပန်ဖြစ်တာနဲ့ပဲတန်တရားဆိုတာဝိသကိစ္စကင်းသွားပေါ့အဲ့ဒီကနေပြီးအရိယပုဂ္ဂိုလ်တွေဖြစ်သွားတဲ့အခါအစဉ်စဉ်တက်သွားတဲ့အခါမှာကိလေသာတွေလည်းအကုန်လုံးကင်းသွားရေစာရိနောဆိုတာတပ္ပထာကျင့်စဉ်ကိုကျင့်တာဝိပဿနာတရားအထုတ်တာစာရိနောနော်တပ္ပထာကိုအာရမဏုပနိစ္စံလို့ခေါ်တယ်ဝိပဿနာကိုလက္ခဏုပနိစ္စံလို့ခေါ်တယ်အနေစာဒုက္ခအနတ္တရှုပြီးတော့အဲ့ဒီတန်တရားတွေအလုံးကိုကျော်လွှားနိုင်အောင်အာတာပိနောဗြဟ္မစရိယံစရန္တာကျိုးကျိုးဆာဆာမဂ္ဂင်၈ပါးကိုပွားများအထုတ်တဲ့နော်ရှုမှတ်ပွားများတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီယုံမတန်တရားအလုံးကိုဖယ်ရှားနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာသူနဲ့ဆက်ဆက်ပြီးတော့ဒီလိုဟောလိုက်တယ်နော်အဲ့ဒါလို့ဆက်ဆက်ပြီးဟောပြီးရှင်ကင်္ခာယေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသူဟာမြတ်စွာဘုရားဝင်စားတဲ့ဇန်တွေကိုနောက်လိုက်ပြီးတော့သူဟာလည်းပဲအမြဲတမ်းဇန်ဝင်စားပြီးတော့နေလေးရှိတယ်။ရဟန္တာဖြစ်သွားတဲ့အခါမှာသူစိတ်နှလုံးအေးချမ်းစွာဇန်ဝင်စားပြီးဒိဋ္ဌဓမ္မဒုက္ခဝေဟရလို့ခေါ်တဲ့မျက်မှောက်ချမ်းသာမှုကိုခံစားအဲ့ဒီအခါမှာမြတ်စွာဘုရားကရဟန်းတော်ရဲ့ထူးချွန်တဲ့အတိမတ်ပြုထူးချွန်တဲ့ဂုဏ်ကြီးတွေကိုအတိမတ်ပြုဟောကြားတဲ့အခါမှာနော်သူ့ကိုဇံဝင်စားတဲ့နေရာမှာထူးခြားတဲ့ပုဂ္ဂိုလ်တူအနေနဲ့ဧတရက်ွယ်တူနဲ့ချီးကျူးမြောက်စားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာတတောသာနရတံဒိဋ္ဌဝါသူဟာအမြဲတမ်းဇံဝင်စားနေတဲ့အချိန်မရွေးသူကြည့်လိုက်ရင်ဇံဝင်စားနေတယ်သူကြည့်လိုက်တိုင်းဇံဝင်စားနေတယ်အဲ့ဒါလို့ဇံဝင်စားမှုတွေကိုလေ့ကျင့်ပြုထားတယ်သူ့ကိုတွေ့တဲ့အခါမှာဗုဒ္ဓလောကန္တကုမုနိဇာယိနံဘိက္ခုနံအခောပညာပေတိမဟာမတိကြီးမားသောဉာဏ်ရှိတော်မူတဲ့လောကရဲ့အဆုံးကိုရောက်ရှိတော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့သူ့ကိုဇံဝင်စားတဲ့ပုဂ္ဂိုလ်တွေထဲမှာထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ပါးအဖြစ်ချီးကျူးမြောက်စားမှုပြုခဲ့ပါတယ်ဆိုတာလေသူ့ကိုပြန်ပြောပြနော်အဲ့ဒါလို့ပြန်ပြောပြီးတော့သူ့ရဲ့အမှတ်တရစကားလေးကဘာပြောလဲဆိုပညာဣမံပတ္တတထာဂတာနာသူ့အမှတ်တရစကားကမြတ်စွာဘုရားကိုသိကျေးဇူးတင်တာသူအနုဆိုသူ့ဘဝမလွယ်ဘူးလေဟိုဟာလဲတန်တရားဒီဟာလဲတန်တရားနဲ့မဆုံးနိုင်တဲ့တန်တရားနဲ့တအုံလဲဖြစ်နေတဲ့ပုဂ္ဂိုလ်အဲ့တော့ပညာဣမံပတ္တတထာဂတာနာအခိယထာပစ္စရိတောနိတိတေတန်းကောင်လာခွေနော်တန်းကောင်လာခွေမိုးမောင်တော်လေဆိုလာခွေတန်းကောင်မိုးမောင်တော်လေအမိုက်တိုက်၅မျိုးလာခွေနေကြလည်းဖြစ်တယ်တကောင်ချိန်လည်းဖြစ်တယ်မိုးမောင်ကြီးလည်းကြာနေတယ်ဆိုတဲ့နော်မိုးမောင်ကြီးလည်းကြာနေတယ်တကောင်ချိန်လည်းဖြစ်တယ်နော်တောအုပ်ကြီးရဲ့အလယ်မှာလည်းဖြစ်တယ်အမှောင်၄မျိုးဆုံးနေတဲ့အမှောင်ဟာအကြီးဆုံးအမှောင်ကြီးပဲပေါ့နော်အဲ့ဒီလိုအမှောင်ကျနေတဲ့အချိန်ခါကာလမှာတဲ့အင်တန်လင်းနဲ့ဝင်းလက်နေတဲ့ဒီအလင်းမီးရောင်ကြီးကိုထွန်းလိုက်သလိုမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းတတ္တိဉာဏ်အလင်းဟာအင်တန်မှထူးခြားလို့မြတ်စွာဘုရားဉာဏ်ကိုကြည်ချစမ်းပါဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့ပြောပြမြတ်စွာဘုရားတို့ရဲ့ဉာဏ်စွမ်းဟာအင်တန်မှကြီးမားတယ်အမှောင်ထဲမှာထွန်းလိုက်တဲ့မီးဟာလင်းငနဲ့နေတယ်လို့ပဲမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းကိုကြည်ချစမ်းပါလို့ဆိုပြီးအာလောကဓာစက္ခုတထာဘဝန္တိဘုရားရှင်ကိုရောမြတ်တွေဟာလောကကြီးကိုအလင်းပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အလင်းနဲ့မျက်လုံးဆိုတာဒီလိုပဲနော်အလင်းရောင်ပေးမှမျက်စိအမြင်ပေးမှအသိဉာဏ်ကိုပေးတာကိုတင်စားပြီးတော့ပြောတာနော်လောကကြီးကိုအလင်းရောင်ပေးတယ်လောကကြီးကိုမျက်လုံးတတ်ဆင်ပေးတယ်အမှန်တရားကိုသိအောင်ဓမ္မစက္ခုဆိုတဲ့မျက်လုံးကိုပေးအပ်တယ်ဘ
ရားသခင်ကိုရောမြတ်တွေဟာလောကကြီးမှာပွင့်ပေါ်လာပြီးယေအာဂတနံဝိနယန္တိကင်ခံသူထံမောက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဘယ်သူပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်သူစီရောက်လာပြီဆိုလို့ရှိရင်တန်တရားနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့တန်တရားကိုဖယ်ရှားပြစ်နိုင်တဲ့ပညာစွမ်းရှိပါတယ်လို့မြတ်စွာဘုရားရဲ့ပညာကိုချီးမွမ်းတယ်ဘုရားပညာရဲ့ဘုရားရဲ့ပညာအစွမ်းကြောင့်သူ့ရင်ထဲကမနှုတ်သိမ်းနိုင်တဲ့တန်တရားကြီးတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနားလဲရတဲ့အခါမှာရှင်ထဲမှာရှင်းသွားတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ပညာဟာအမြဲတမ်းထူးချွန်ပါတယ်အမောင်ထဲမှာထွန်းလိုက်တဲ့မီးရဲ့အလင်းရောင်လိုပဲသူရှင်ထဲမှာလင်းငနဲ့သွားတယ်သူခေါင်းထဲမှာလင်းငနဲ့သွားတယ်ပေါ့မြတ်စွာဘုရားဟာအလင်းရောင်တွင်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်မျက်စိအမြင်ကိုပေးတဲ့ပုဂ္ဂိုလ်သူမြတ်တွေဖြစ်တယ်သူစီရောက်လာလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တန်တရားကင်းမှုအဲ့ဒီရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့တန်တရားကိုပယ်ဖြောက်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိကြပါပေတယ်လို့မြတ်စွာဘုရားကိုချီးကျူးဂုဏ်ပြုတဲ့ဒီဂါထာဟာသူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့အဲ့ဒီအမှတ်တရစကားကိုပြောတာကိုပဲဒီမထေရမြတ်ရဲ့အမှတ်တရစကားအဖြစ်ထေရဂါထာပါဠိတော်မှာမှတ်တမ်းတင်ထားတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တရားကိုကင်းပြတ်အောင်ခေါ်စွမ်းနိုင်တဲ့မြတ်စွာဘုရားရဲ့ပညာစွမ်းကိုချီးမွမ်းထောမနာရသလိုမိမိတို့တဏ္ဍမှာရှိတဲ့တန်တရားဖြစ်เสียအရာတွေနဲ့ပတ်သက်လာလို့ရှင်လေမြတ်စွာဘုရားရဲ့အဆုံးအမတရားကတန်တရားကိုကင်းပြောက်စေပြီးတော့ရင်ထဲနှလုံးထဲမှာအေးချမ်းသွားအောင်ဆွတ်ဆောင်နိုင်လို့မြတ်စွာဘုရားဟာတကယ်အလင်းရောင်ကိုပေးနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်တယ်ဆိုတာလူတိုင်းမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း